Welcome to the Voice of America in Burmese. ။မင်္ဂလာညချမ်းဖြစ်ကြပါစေခင်ဗျာ။ VOA အမေရိကန်တိုင်းရဲ့2019ခုနှစ်ဧပြီလ29ရက်ကြာသပတေးနေ့ညဘက်အစီအစဉ်တွေကို Washington DC မြို့တော်ကနေမြန်မာစံတော်ချိန်ည9:00နာရီနဲ့10:00နာရီအထိလိုင်းဒိုမီတာ24 25 32 51တို့ကနေတိုက်ရိုက်တင်ဆက်နေပါပြီ။ကျွန်တော်ညံဝင်းအောင်ပါဒီကနေ့ညအစီအစဉ်တွေကိုတာဝန်ယူတင်ဆက်မှာပါခင်ဗျာ။ကျွန်တော်အောင်လင်းဦးပါဒီညနားဆင်ရမယ့်သတင်းတွေထဲမှာတော့အမေရိကန်အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်ကဥပဒေပြုအမတ်တွေကိုမြောက်ကိုရီးယားရဲ့ချင်းချောက်မှုနဲ့ပတ်သက်တဲ့အထူးထိပ်တန်းလျှို့ဝှက်သတင်းတွေကိုအစိုးရကအစီရင်ခံတင်ပြပါတယ်။မက္ကဆီကိုကနေဒါနိုင်ငံတွေနဲ့အမေရိကန်တို့ကြား NAFTA ကုန်သွယ်ရေးသဘောတူညီချက်ကိုပြန်လည်အသေးရေးဆွဲနိုင်မဲ့အလားအလာတွေရှိနေတဲ့အကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။ဒီလိုထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေကိုမိုက်တန့်စင်နဲ့တူကြီးညာပြီးတော့မှာပါဟုတ်ကဲ့ပါခင်ဗျာမြန်မာအစိုးရအနေနဲ့ကုလသမဂ္ဂရဲ့အချက်လက်ရှာဖွေစုံစမ်းရေးကော်မရှင်နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ရေးအခိုင်အမာအားပေးတိုက်တွန်းဖို့လူ့အခွင့်အရေးအဖွဲ့တွေစုပေါင်းတောင်းဆိုကြပါတယ် So this is an open letter that was sent by 23 international organizations including Fortify Rights encouraging လူ့အခွင့်အရေးအဖွဲ့ဦးဆောင်သူတူပြောကြားသွားတာပါဒီအကြောင်းနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းစီးရေးအခြေအနေလက်ဘရောင်းတောင်ဒေသကတင်းမာနေတဲ့ဒေသခံတွေရဲ့အခြေအနေတွေနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်သလိုအပတ်စဉ်ကဏ္ဍတွေကိုလည်းတင်ပြဦးမှာပါအခုတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကိုအောင်လင်းဦးနဲ့မအိတန့်စင်တို့ကပြောပြပေးပါအောင်ခင်ဗျာအမေရိကန်အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်ကဥပဒေပြုအမတ်တွေကိုမြောက်ကိုရီးယားရဲ့ချင်းချောက်မှုနဲ့ပတ်သက်တဲ့အထူးထိပ်တန်းလျှို့ဝှက်သတင်းတွေကိုအစိုးရကအစီရင်ခံတင်ပြပါတယ်။မနေ့တုန်းကရှင်းလင်းအစီရင်ခံရမှာတက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သမ္မတရဲ့အမျိုးသားလုံခြုံရေးအဖွဲ့ကိုသိရှိလို့သမျှမေးမြန်းခွင့်ရခဲ့တယ်လို့ရက်စက်ကြမ်းကြုတ်ပြီးကြိုတင်ခံမှန်းရခဲ့တဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းအစိုးရရဲ့ကြီးမားတဲ့ချင်းချောက်မှုတစ်ရပ်အဖြစ်အမေရိကန်အစိုးရတာဝန်ရှိသူတွေရည်ညွှန်းပြောဆိုထားတဲ့အန်ဒီယေကိုရင်ဆိုင်ဖြေရှင်းနိုင်မဲ့နည်းလမ်းမျိုးစုံကိုလည်းသိခွင့်ရခဲ့ကြတာပါ။ကာကွယ်ရေးဝန်ကြီး Jim Mattis နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး Dan Coats ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဗိုလ်ချုပ်ကြီး Joseph Dunford တို့ဦးဆောင်ပြီးရှင်းလင်းတင်ပြတဲ့တွေ့ဆုံပွဲကိုတော့အထက်လွှတ်တော်အမတ်100စလုံးတက်ရောက်ခဲ့တာပါ။အိမ်ဖြူတော်ဘေးကရုံးခန်းမှာတွေ့ဆုံခဲ့တဲ့ရှင်းလင်းပွဲကိုသမ္မတဒေါ်နယ်ထရန့်လည်းခေတ္တလာရောက်ခဲ့ပြီးအရေးကြီးတဲ့တွေ့ဆုံမှုအဖြစ်နဲ့မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ဒီမိုကရက်ပါတီကထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဝင် Chris Coons ကတော့လိုအပ်လို့စီရေးရရေးယူရမယ်ဆိုရင်လှုပ်ဆောင်ရမယ့်အစီအစဉ်တွေအတွက်အလေးနဲ့စဉ်းစားပြင်ဆင်ထားတယ်ဆိုတာတွေကိုရှင်းရှင်းလင်းလင်းသိခဲ့ရတယ်လို့တန်တမာရေးမဟာဗျူဟာအရပြင်ဆင်မှုတွေကိုလည်းသိခွင့်ရခဲ့ကြောင်းတွေ့ဆုံမှုအပြီးမှာပဲသတင်းတောက်တွေကိုပြောဆိုခဲ့တာပါ။အလားတူတင်ပြဖို့အမတ်431ယောက်စလုံးကိုဖိတ်ကြားထားတဲ့အောက်လွှတ်တော်ကိုမသွားခင်မှာပဲနိုင်ငံခြားရေးဝန်ကြီးတီလာဆန်နဲ့အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး Coats တို့ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာတော့အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့လက်နက်တွေထုတ်လုပ်ဖို့မြောက်ကိုရီးယားကကြိုးပမ်းနေတာတွေကိုဟန်တားနိုင်ရေးတန်တမာရေးအရဆောင်ရွက်နေတာတွေမအောင်မြင်ခဲ့ရင်အမေရိကန်နဲ့မဟာမိတ်တွေကိုကာဝယ်နိုင်အောင်အမေရိကန်ဘက်ကပြင်ဆင်ထားကြောင်းလည်းသတိပေးပြောဆိုခဲ့ကြပါတယ်။တောင်ကိုရီးယားရွေးကောက်ပွဲကျင်းပဖို့2ပတ်ပဲလိုတော့တဲ့အချိန်မှာအမေရိကန်ရဲ့ဒုံးခွင်းထုတ်စနစ်ကိုအလောတကြီးချမှတ်လိုက်တဲ့အပေါ်တောင်ကိုရီးယားရွေးကောက်ပွဲမှာထိပ်ဆုံးကရှင်ပြိုင်နေသူတွေကဝေဖန်လိုက်ကြပါတယ်။ဒါဒုံးခွင်းတုံးစနစ်ပါအစိပ်ပိုင်းတချို့ကိုတောင်ကိုရီးယားအရှေ့တောင်အရက်ဆောင်ဂျူခရိုင်ကလော်တေးကုမ္ပဏီပိုင်ဂေါက်ကွင်းတွေကသတ်မှတ်ထားတဲ့နေရာစီကိုစီရင်တန်းထရက်ကားအစီး20နဲ့ဗုဒ္ဓဟူးနေ့မနက်တုန်းကတည်ယူပို့ဆောင်ခဲ့ပါတယ်။ဒီလိုတည်ယူလာတဲ့ထဲမှာဒုံးခွင်းတုံးစနစ်ရဲ့တော့ကျက်စိပ်ပိုင်းတွေဖြစ်တဲ့အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအနီအောက်ရောင်ခြည်နည်းပညာသုံးပစ်မှတ်ကိုအတိအကျရှာပြီးကြားဖြတ်နိုင်တဲ့မစ်ဆိုင်းတွေနဲ့ရန်သူရဲ့မစ်ဆိုင်းတွေကိုအထူးရှာနိုင်တဲ့အားကောင်းတဲ့ရေဒါစနစ်တို့ပါဝင်ပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်မစ်ဆိုင်းချိန်ချောက်မှုအန္တရာယ်ပိုတိုးလာတာကြောင့်ဒုံးခွင်းထုတ်စနစ်ကိုစီစဉ်ထားတာထက်စောပြီးချမှတ်ရတာဖြစ်ကြောင်းကိုတောင်ကိုရီးယားကာကွယ်ရေးဌာနကကြာသပတေးနေ့တုန်းကပြောပါတယ်။ဒီဒုံးခွင်းထုတ်စနစ်ကမကြာခင်မှာစတင်လည်ပတ်ဖို့အဆင်သင့်ဖြစ်မယ်လို့PACOM အမေရိကန်ပစိဖိတ်ဒေသဆိုင်ရာရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကဗုဒ္ဓဟူးနေ့ကမြို့တော်ဝါရှင်တန် DC မှာကျင်းပတဲ့လွှတ်တော်ကြားနာပွဲမှာပြောသွားပါတယ်။မြောက်ကိုရီးယားအရေးအမေရိကန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံရာမှာသမ္မတဒေါ်နယ်ထရန့်အလေးထားပြောကြားခဲ့တဲ့အဓိကအချက်တစ်ချက်ကတော့ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့တန်တမာနည်းလမ်းတွေအသုံးပြုပြီးစစ်ဆက်ညှိနှိုင်းရေးဆွေးနွေးမှုတွေပြန်လုပ်လာအောင်ဖိအားပေးဖို့ဖြစ်ပါတယ်။ဆွေးနွေးမှုတွေပြန်လုပ်နိုင်မဲ့အလားအလာတွေရေရာမရှိသေးပေမဲ့လည်းတရုတ်နိုင်ငံကဆွေးနွေးဖို့အားပေးနေတာကအရေးကြီးတယ်လို့လည်းအကဲခတ်တွေကမြင်နေကြတာပါ။ဒါပေမဲ့လည်းမြောက်ကိုရီးယားပေါ်တရုတ်နိုင်ငံကဘယ်လောက်ထိဖိအားပေးနိုင်မလဲဆိုတာကတော့မိကုံးအဖြစ်ရှိနေစေပါတရုတ်နိုင်ငံကဒီနေ့စမ်းပိုင်းမှာပဲမြောက်ကိုရီးယားကိုကြောင်မီးသွေးတင်ပို့မှုဖြတ်တောက်ခဲ့တယ်လို့ဗန်နာရေးစီးဆင်းမှုတွေကိုလည်းတင်းကျပ်နေပါတယ်ပြီးခဲ့တဲ့သတင်းပတ်ထဲမြောက်ကိုရီးယားမှာဓာတ်ဆီဈေးတွေတက်လာတာမှာတရုတ်နိုင်ငံရဲ့လက်ချက်မကင်းဘူးလို့တချို့ကယူဆနေပါတယ်ဓာတ်ဆီဈေးတက်ရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရပေမဲ့ပြည်ပကဓာတ်ဆီတင်သွင်းမှုတွေကိုတားမြစ်မှာစိုးရိမ်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းနေကြတာပါတရုတ်နိုင်ငံအနေနဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ရမှာ
တနိုင်ငံနဲ့အနေနဲ့လုံးမဲ့အလားအလာမျိုးတော့မရှိပါဘူး။ဒါပေမဲ့လည်းကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကိုချိုးဖောက်တဲ့လုပ်ရပ်တွေကိုမြောက်ကိုရီးယားကဆက်ပြီးလှုပ်လာတာနဲ့အမျှဓာတ်ဆီအပါအဝင်ပြည်ပကစွမ်းအင်တင်သွင်းမှုတွေကိုပိတ်ဆို့တားမြစ်မှုတွေရှိလာနိုင်တယ်လို့လည်းအကဲခတ်တွေယူဆနေပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်အစီအစဉ်နဲ့ပတ်သက်လို့6 ပွင့်ဆိုင်ဆွေးနွေးပွဲတွေကတော့2009 ခုနှစ်ကတည်းကရပ်ဆိုင်းနေခဲ့တာဖြစ်ပြီးမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းအနေနဲ့လည်းဆွေးနွေးပွဲတွေကိုပြန်စဖို့စိတ်ဝင်စားတဲ့လက္ခဏာမျိုးတော့မတွေ့ရပါဘူး။ အမေရိကန်ပြည်ထောင်စုဟာမက္ကဆီကိုကနေဒါနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်နေပြီးသက်တမ်း23နှစ်ရှိပြီဖြစ်တဲ့မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် NAFTA ကိုပြန်လည်မွမ်းမံပြီးအသစ်ရေးဆွဲဖို့သဘောတူညီရမယ့်အလားအလာတွေရှိနေကြောင်းကိုသမ္မတ Donald Trump ကပြောဆိုလိုက်ပါတယ်။မနေ့တုန်းကပဲမက္ကဆီကိုသမ္မတ Enrique Pena Nieto နဲ့ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့ဖုန်းဆက်စကားပြောရာမှာသဘောတူညီစာချုပ်ကိုဖျက်ပစ်မယ့်အစားပြန်လည်ညှိနှိုင်းရေးဆွဲဖို့ပြောဆိုခဲ့ကြပြီးဒါကိုစဉ်းစားပြီးလက်ခံခဲ့တဲ့အကြောင်းဒီကနေ့မှာပဲသမ္မတ Trump က Twitter လူမှုကွန်ရက်မှာပြောဆိုခဲ့တာပါ။ဒါပေမဲ့လည်းသဘောတူညီချက်မရဘူးဆိုရင်တော့ NAFTA သဘောတူညီချက်ကိုဖျက်ရမှာဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဖြစ်ဖို့ကြိုးပမ်းခဲ့တဲ့ကာလတလျှောက်သမ္မတ Trump က NAFTA သဘောတူညီချက်အပေါ်ဝေဖန်ပြောဆိုခဲ့ဖူးပြီးအထူးသဖြင့်လုပ်အားခဈေးသက်သာတဲ့မက္ကဆီကိုနိုင်ငံကိုအမေရိကန်ကုမ္ပဏီတွေပြောင်းရွှေ့ကုန်တဲ့အတွက်အမေရိကန်မှာအလုပ်အကိုင်တွေလက်လွတ်ဆုံးရှုံးရတဲ့သဘောတူညီချက်အဖြစ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်မှာစေ့စပ်ညှိနှိုင်းခဲ့ပေမဲ့လည်းကွန်ဂရက်လွှတ်တော်ကအတည်မပြုရသေးတဲ့နိုင်ငံပေါင်း12နိုင်ငံပါဝင်တဲ့ပစိဖိတ်ရပ်ဝန်းကုန်သွယ်ရေးသဘောတူညီချက် TPP ကနေလည်းသမ္မတ Trump ကနှုတ်ထွက်ထားတာဖြစ်ပါတယ်။မက္ကဆီကိုအစိုးရကတော့ NAFTA သဘောတူညီချက်ကိုဆက်ထိန်းထားနိုင်ဖို့ဆွေးနွေးခဲ့ကြောင်းကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့သလိုကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဆွေးနွေးဖို့အသင့်ရှိကြောင်းပြောဆိုထားပါတယ်။ VOA အမေရိကန်အသံညဘက်မြန်မာဘာသာအစီအစဉ်ညပိုင်း9 နာရီကနေ10 နာရီအစီအစဉ်ကိုတော့လိုင်းဒိုမီတာ24 kHz 12395လိုင်းဒိုမီတာ25 kHz 11965လိုင်းဒိုမီတာ32 kHz 9323ညလိုင်းဒိုမီတာ51 kHz 9885စနေတနင်္ဂနွေမှာလိုင်းလံမီတာ190 kHz 1505တို့နဲ့ပါထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာVOA အမေရိကန်အသံမြန်မာပိုင်းအစီအစဉ်ရဲ့ကြာသပတေးနေ့ညဘက်သတင်းတွေကိုဆက်လက်ကြီးညာနေပါတယ်။ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့တော်ကနိုင်ငံတကာလေဆိပ်အနီးလက်နက်သယ်ယူနေတာကိုအစ္စရေးကလေကြောင်းကနေဒီကနေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်မှာပဲတင်းမာမှုတွေကြီးထွားမလာအောင်ရှောင်ရှားဖို့အစ္စရေးနဲ့ကျန်နိုင်ငံတွေကိုရုရှားကတိုက်တွန်းလိုက်ပါတယ်။မတည်မငြိမ်အခြေအနေတွေကြုံနေရတဲ့ဒေသမှာနောက်ထပ်တင်းမာမှုတွေကြီးထွားမလာအောင်သက်ဆိုင်ရာနိုင်ငံတွေအားလုံးအနေနဲ့ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ရုရှားသမ္မတပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကမော်စကိုမြို့တော်မှာသတင်းထောက်တွေကိုပြောဆိုလိုက်တာပါ။ဆီးရီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားဖို့လည်းတိုက်တွန်းခဲ့ပါတယ်။တိုက်ခိုက်ခံခဲ့ရတဲ့လက်နက်တိုက်ကိုတော့လက်ဘနွန်နိုင်ငံက Hezbollah လက်နက်ကိုင်အဖွဲ့ကထိန်းချုပ်ထားတာပါ။စစ်ဘက်နဲ့အရပ်ဘက်လေယာဉ်တွေနဲ့အီရန်နိုင်ငံကပို့ဆောင်ပေးခဲ့တဲ့လက်နက်တွေရှိရာနေရာကိုအစ္စရေးစစ်လေယာဉ်တွေကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်းဆီးရီးယားသူပုန်တွေနဲ့ထောက်လှမ်းရေးအသံပိုင်းကပြောပါတယ်။2011ခုနှစ်မတ်လကစတင်ခဲ့တဲ့ဆီးရီးယားပြည်တွင်းစစ်ကာလတလျှောက်ဆီးရီးယားမှာတိုက်နေတဲ့ Hezbollah လက်နက်ကိုင်အဖွဲ့တွေအတွက်အီရန်နိုင်ငံကနေလက်နက်တွေမတင်ပို့နိုင်အောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်းအစ္စရေးကတော့ခပ်ရှင်းရှင်းပြောဆိုထားတာပါ။လက်နက်တင်သွင်းမှုတွေကိုဟန့်တားဖို့အစ္စရေးကလေကြောင်းတိုက်ခိုက်မှုအပါအဝင်အကြိမ်ပေါင်းများစွာကြိုးပမ်းမှုတွေရှိခဲ့ပေမဲ့လည်းမကြာခဏဆိုသလိုအစ္စရေးစစ်တပ်ကသူတို့လက်ချက်ဖြစ်ကြောင်းပြောဆိုဖို့ကိုတော့ငြင်းဆန်လေ့ရှိပါတယ်။2006ခုနှစ်လက်ဘနွန်စစ်ပွဲမှာတော့အစ္စရေးနဲ့ Hezbollah အဖွဲ့တွေကြားမှာတိုက်ခိုက်မှုတွေရှိခဲ့ပူပါတယ်။ ပြင်သစ်နိုင်ငံ Reunion ကျွန်းမှာအစ္စလာမစ်အစွန်းရောက်တွေနဲ့ဆက်နွယ်မှုရှိတယ်လို့သံသယရှိသူတဦးကိုဖမ်းဆီးဖို့ကြိုးပမ်းစဉ်ရဲတပ်ဖွဲ့ဝင်2ဦးသေနတ်ပစ်ခံခဲ့ရကြောင်းကိုအာဏာပိုင်တွေကပြောပါတယ်။သံသယရှိသူနဲ့မိခင်ဖြစ်သူတို့ကိုတော့နောက်ပိုင်းမှာဖမ်းဆီးနိုင်ခဲ့ပြီးသူတို့2ဦးနေထိုင်ရာတိုက်ခန်းတွဲကိုရှာဖွေရာမှာလက်နက်အများအပြားနဲ့မီးလောင်ဗုံးလုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေကိုတွေ့ရှိခဲ့ရကြောင်းကိုပြည်ထဲရေးဝန်ကြီးကပြောပါတယ်။အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲဒဏ်ရာအနည်းအကျဉ်းသာရခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတော့ဆေးရုံကိုပို့ဆောင်ကုသပေးခဲ့ရပါတယ်။အကြမ်းဖက်ဝါဒကိုဂုဏ်တက်အောင်လုပ်ဖို့ကြိုးပမ်းမှုနဲ့သံသယရှိသူကိုအလိုရှိနေတာဖြစ်ကြောင်းကိုပြည်ထဲရေးဝန်ကြီးကကြေညာချက်မှာပြောဆိုခဲ့ပေမဲ့လည်းအသေးစိတ်ချက်လက်တွေကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဖမ်းဆီးခံရသူဟာအစ္စလာမစ်အစွန်းရောက်တွေနဲ့ဆက်နွယ်မှုရှိကြောင်းသံသယရှိတဲ့အတွက်အမှုကိုအကြမ်းဖက်ဝါဒတန်ပြန်တိုက်ဖျက်ရေးအရာရှိတွေကကိုင်တွယ်နေတာပါ။ပါရီမြို့တော်မှာရဲတပ်ဖွဲ့ဝင်2ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီးသတင်းပတ်ကြာမှာပဲအိန္ဒိယသမုဒ္ဒရာတွင်းကပြင်သစ်နိုင်ငံပိုင်Reunion ကျွန်းမှာဖမ်းဆီးမှုတွေလုပ်ခဲ့တာပါ။
ပါရီမြို့ကတိုက်ခိုက်မှုကိုတော့ IS စစ်သွေးကြွအဖွဲ့ကသူတို့လက်ချက်ဖြစ်ကြောင်းကြေညာထားပါတယ်။ အစ္စလာမစ်အစွန်းရောက်သေနတ်သမားတွေက မဂ္ဂဇင်းတိုက်တစ်ခုကိုတိုက်ခိုက်ပြီးလူတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ 2015 ဇန်နဝါရီလတုန်းကစပြီးအကြမ်းဖက်ဝါဒီတွေရဲ့အန္တရာယ်နဲ့ပတ်သက်လို့တပ်လှန့်ထားတာပါ။ နောက်ပိုင်းမှာတော့အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်တိုက်ဆိုသလိုကြုံခဲ့ရသလို2015 နိုဝင်ဘာကပါရီမြို့မှာလူ 130 သေဆုံးခဲ့တဲ့တိုက်ခိုက်မှုအပါအဝင်ပြင်သစ်နိုင်ငံမှာအကြမ်းဖက်သမားတွေလက်ချက်နဲ့လူ 230 ကျော်သေဆုံးခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်မှာကျင်းပမယ့်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံအစည်းအဝေးပွဲတွေမှာတောင်တရုတ်ပင်လယ်ပြင်အတွင်းပိုင်ဆိုင်မှုအတွက်အငြင်းပွားနေတဲ့ကိစ္စတွေကိုဆွေးနွေးတာကအကျိုးရှိမှာမဟုတ်ဘူးလို့ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောဆိုလိုက်ပါတယ်။တရုတ်နိုင်ငံကိုဘယ်သူကမှလည်းဖိအားပေးရဲမှာမဟုတ်ကြောင်းတရုတ်နိုင်ငံနဲ့ရေပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ဖိလစ်ပိုင်နိုင်ငံမှာဒီသီတင်းပတ်ထဲကျင်းပမယ့်ညီလာခံမတိုင်ခင်ဒီကနေ့မှာပဲသမ္မတ Duterte ကသတင်းထောက်တွေကိုပြောဆိုလိုက်တာပါ။မြန်မာနိုင်ငံလည်းအပါအဝင်ဖြစ်တဲ့အာဆီယံ10နိုင်ငံကခေါင်းဆောင်တွေလည်းတက်ရောက်မယ့်ညီလာခံအတွက်မနီလာမြို့တော်မှာတော့လုံခြုံရေးတွေတင်းကျပ်ထားပါတယ်။ညီလာခံအခမ်းအနားတွေကျင်းပမယ့်နေရာအနီးအနားမှာရှိတဲ့ဈေးဆိုင်တွေလမ်းတွေကိုလည်းပိတ်ထားလိုက်ပြီးသတင်းယူဖို့စာရင်းပေးသွင်းထားတဲ့မီဒီယာတွေအနေနဲ့လည်းသတ်မှတ်ထားတဲ့အခမ်းအနားတွေကိုသာလုံခြုံရေးအစောင့်အရှောက်တွေနဲ့တွားရောက်ခွင့်ရမှာဖြစ်ပါတယ်။အချက်အခြာကျတဲ့လမ်းဆုံလမ်းခွတွေမှာလည်းဝတ်စုံပြည့်တဲ့လုံခြုံရေးရဲတွေကိုတွေ့မြင်နေရသလိုလေယာဉ်ပြေးစက်သေနတ်တွေသံချပ်ကာကားတွေကိုလည်းတွေ့ရပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာပိုင်ဆိုင်မှုအတွက်အငြင်းပွားရာကတင်းမာမှုတွေပေါ်ပေါက်နေတဲ့ကိစ္စအပြင်မြောက်ကိုရီးယားအရေးကုန်သွယ်ရေးစတဲ့ကိစ္စရပ်တွေကိုလည်းအာဆီယံညီလာခံမှာဆွေးနွေးမယ်လို့မျှော်လင့်ရပါတယ်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကိုတော့မနက်ဖြန်စတင်ကျင်းပမှာဖြစ်ပြီးမြန်မာနိုင်ငံကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အသင်းဝင်နိုင်ငံတွေကခေါင်းဆောင်တွေတက်ရောက်မယ့်ထိပ်သီးညီလာခံကိုတော့စနေနေ့မှာကျင်းပမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း Kashmir ဒေသကအွန်လိုင်းလူမှုကွန်ရက်တွေမှာအကန့်အသတ်တွေထားလိုက်ခြင်းအပြင်ပိုတိုးလာနေတဲ့လမ်းမတွေပေါ်ကဆန္ဒပြမှုတွေနဲ့ Kashmir ဒေသကအကြမ်းဖက်မှုတွေလျော့သွားနိုင်ဖို့အိန္ဒိယတာဝန်ရှိသူတွေကမျှော်လင့်ကြပါတယ်။ဒါပေမဲ့ဒီဟိမဝန္တာဒေသဖယ်ထားခံရတဲ့အကြောင်းအရင်းမြစ်ကိုတော့သက်ရောက်မှုသိပ်ရှိမှာမဟုတ်ဘူးလို့လေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။ Facebook, WhatsApp နဲ့ Twitter အပါအဝင်အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ22ခုကိုတာဝန်ရှိသူတွေကတလပိတ်လိုက်တာလည်းဖြစ်ပါတယ်။အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေမယ့်လုပ်ရပ်တွေနဲ့အသုံးပြုခံရရင်ဒီစာမျက်နှာတွေကိုပိတ်ပင်ဖို့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကိုတာဝန်ရှိသူတွေကအမိန့်ပေးထားတာပါ။ Kashmir ဒေသမှာအရင်တုန်းကတည်းကလည်းအင်တာနက်ပိတ်ခံရမှုတွေရှိခဲ့ပါတယ်။ Direct from Washington, the voice of America, VOA. ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေကိုကိုအောင်လွင်ဦးနဲ့မအီတန်စင်တို့ကပြောပြခဲ့ကြတာပါ။ VOA ကနေအခုထုတ်လွှင့်နေတဲ့ဒီအစီအစဉ်ကို VOA အင်တာနက်စာမျက်နှာဖြစ်တဲ့ burmese.voanews.com ကရော VOA ရဲ့ Facebook စာမျက်နှာကပါကျွန်တော်တို့တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်။အခုတော့ဆက်သွယ်မေးမြန်းချက်တစ်ပုဒ်နဲ့စတင်နေပါတယ်။မြန်မာအစိုးရအနေနဲ့ကုလသမဂ္ဂရဲ့အချက်လက်ရှာဖွေစုံစမ်းရေးကော်မရှင်နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ရေးအခိုင်အမာအားပေးတိုက်တွန်းဖို့အတွက်လူ့အခွင့်အရေးအဖွဲ့တွေကနိုင်ငံတကာအသိုင်းအဝိုင်းကိုဒီကနေ့တောင်းဆိုလိုက်ပါတယ်။မြန်မာအစိုးရအနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်ခဲ့မယ်ဆိုရင်နိုင်ငံတကာဖိအားတွေပိုရင်ဆိုင်ရလာဖွယ်ရှိတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကပြောနေတာပါ။ Fortify Rights လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် AI အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းပေါင်း23ဖွဲ့ကအိတ်ဖွင့်ပေးစာနဲ့တောင်းဆိုလိုက်တာဖြစ်ပါတယ်။အကြောင်းစုံကိုတော့ကိုရန်နိုင်ကတင်ပြမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကအခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီးကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကမကြာခင်ကချမှတ်ထားတဲ့အချက်အလက်လေ့လာရှာဖွေရေးအဖွဲ့စေလွှတ်ရေးဆိုင်ရာဆုံးဖြတ်ချက်အပေါ်မြန်မာအစိုးရဘက်ကအပြည့်အဝပူးပေါင်းဆောင်ရွက်လာအောင်အခိုင်အမာအားပေးတိုက်တွန်းဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကနိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW, Fortify Rights, Burma Campaign UK စတဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့23ဖွဲ့ပူးပေါင်းပြီးဒီကနေ့နေ့စွဲနဲ့အိတ်ဖွင့်ပေးစာပေးပို့ပြီးတောင်းဆိုခဲ့တာဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကအမှုဆောင်အရာရှိချုပ်Matthew Smith က VOA ကိုပြောပါတယ်။ This was an open letter that was sent by 23 international organizations, including Fortify Rights, encouraging Fortify Rights အဖွဲ့အပါအဝင်နိုင်ငံတကာအဖွဲ့အစည်း23ဖွဲ့ကပေးပို့တဲ့အိတ်ဖွင့်ပေးစာထဲမှာမြန်မာအစိုးရအနေနဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အချက်လက်ရှာဖွေရေးအဖွဲ့ကိုအပြည့်အဝပူးပေါင်းဆောင်ရွက်လာအောင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လှုံ့ဆော်ကြဖို့တိုက်တွန်းထားပါတယ်။ဒီအချက်လက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ကိစ္စဟာမြန်မာအာဏာပိုင်တွေအတွက်သာမကဘဲမြန်မာတနိုင်ငံလုံးရဲ့အကျိုးစီးပွားနဲ့လည်းသက်ဆိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကစိုးရိမ်စရာကောင်းတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအနီးကပ်စောင့်ကြည့်သွားမှာကြောင့်ဖြစ်ပါတယ်။ဒါကအစိုးရအတွက်လည်းတရားဥပဒေစိုးမိုးရေးရရှိအောင်လုပ်ဆောင်နေတယ်ဆိုတာနဲ့တိုင်းရင်းသားဒေသတွေမှာရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမဖြစ်အောင်ကာကွယ်တားဆီးပေးနေတယ်ဆိုတာကိုပြသဖို့အတွက်အခွင့်အရေးဖြစ်ပါတယ်
အမေရိကန်ပြည်ထောင်စု UK ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) စတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို လိပ်မူပြီး ဒီစာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ 34 ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အချက်အလက် လေ့လာစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီလို ကုလသမဂ္ဂ အချက်အလက် လေ့လာရှာဖွေရေးအဖွဲ့ လွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမတူဘူးလို့ ပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေတိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာနိုင်တယ်လို့ Matthew Smith က ပြောပါတယ်။ I think that it would be unwise for the authorities not to cooperate with this fact-finding mission. If they fail to cooperate, it's going to မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင် အမျှော်အမြင်မရှိရာကျတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် ရခိုင်မှာဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ပိုပြီးသတိထားစောင့်ကြည့်တာတွေ ပိုဆိုးလာနိုင်ပါတယ်။ အာဏာပိုင်တွေဘက်က တက်တက်ကြွကြွ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာအစား လက်တွေ့ဖြစ်တာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုပြီး မြင်လာကြမှာပါ။ တကယ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင်တော့ ဖိအားတွေတိုးလာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီလိုဆိုရင် အခြေအနေတွေက ပိုပြီးရှုပ်ထွေးသွားမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အာဏာပိုင်တွေအတွက် ကောင်းတာကတော့ အပြည့်အဝပူးပေါင်းဆောင်ရွက်တာပဲဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေက ဘေးဒဏ်သင့်လူထုအတွက်ပါ ထိန်းချုပ်မှုမပါ ရေရှည်ခိုင်မာတဲ့ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး ခွင့်ပြုခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ သတင်းစကားပါးနိုင်မှာဖြစ်သလို စုံစမ်းစစ်ဆေးနေဆဲ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုတွေ လျော့ပါးသက်သာစေမှာဖြစ်တာကြောင့် ဒီကိစ္စကို မြန်မာအစိုးရက ခွင့်ပြုဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်ပြီးတိုက်တွန်းသွားဖို့ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက တွန်းအားပေးပြောဆိုထားပါတယ်ခင်ဗျာ။ ကိုရန်နိုင်မေးမြန်းတင်ပြခဲ့တာပါ။ အခုနားဆင်ရမှာက ရှမ်းပြည်နယ်ဘက်က စစ်ရေးအခြေအနေတွေပါ။ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ သင်္ကြန်ကာလတိုက်ပွဲဖြစ်ပွားတာတွေ ငြိမ်သက်နေပြီး အစိုးရတပ်ဘက်က ဒီရက်ပိုင်းတွေအတွင်း စစ်ကားအစီး 100 လောက် မူဆယ်ဘက်ကို ရောက်သွားတဲ့အပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သတိနဲ့စောင့်ကြည့်နေပါတယ်။ ဒါဟာ အစိုးရတပ်တွေ တပ်အပြောင်းအလဲလုပ်တာလို့လည်း သုံးသပ်သူတွေရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်နှစ်ဆန်းပိုင်းတွေအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ သင်္ကြန်ရက်ပိုင်းတွေအတွင်းမှာတော့ သိသိသာသာ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒီရက်တွေအတွင်းမှာတော့ မြန်မာ့တပ်မတော်ဘက်က လှုပ်ရှားမှုတချို့ရှိခဲ့တယ်လို့ TNLA ခေါ် တအန်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။ “တိုက်ပွဲဖြစ်ပွားမှုကတော့ သင်္ကြန်ပြီးနောက်ပိုင်းကတည်းက သင်္ကြန်ကာလကနေ ဒီနေ့ထိတော့ မရှိဘူး။ ဒီထိုးစစ်ကတော့များတယ်။ ထိုးစစ်ကတော့ ပြီးခဲ့တဲ့ ၃ ရက် ၄ ရက်လောက်က မြန်မာ့တပ်မတော်ဘက်က စစ်ကားအစီး 100 လောက် မူဆယ်ဘက်ကို ရောက်လာတယ်။ အစီး 100 လောက်ရှိတယ်။ တပ်မ ၈ လို့တော့ သိရတာပေါ့နော်။ မူဆယ်ရောက်ပြီးမှ သူတို့ မုံးကိုး၊ ဖောင်းဆိုင် အဲဒီဘက်အခြမ်းတဝက်လောက်ရှိတယ်။ နမ့်ခမ်းဘက်က ဆင်းလာတဲ့ တဝက်လောက်ရှိတယ်။” ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO တပ်မဟာ ၄ က တပ်မှူးတဦးကတော့ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုအပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။ “သူတို့ တပ်အပြောင်းအလဲ တပ်ပြန်ချိန်းကြတယ်။ အခု မုံးကိုးဒေသ မုံးကိုး၊ မုံးပေါ်ဒေသရယ်၊ ဒီဘက်က နမ့်ခမ်း၊ မံဝိန်းကြီးဒေသ၊ ကွတ်ခိုင်၊ ဒီဘက်က မန်တုံ၊ မုန်းဝီးဒေသပေါ့။ အခုတချို့က လဲပြီးတော့မှ ပြန်ချိန်းနေကြတယ်။” ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာတော့ ဒီအချိန်ဟာ လက်ဖက်ခူးတဲ့ရာသီဖြစ်တာကြောင့် TNLA ဘက်က တိုက်ပွဲမဖြစ်အောင် ရှောင်ရှားနေကြောင်းလည်း ဗိုလ်မှူးတာ့အိုက်ကျော်က ဆိုပါတယ်။ “ကျနော်တို့ဘက်က အခုချိန်မှာ ကျနော်တို့ တောင်သူပေါ့။ လက်ဖက်လုပ်တဲ့ တောင်သူပေါ့။ ကျနော်တို့ဒေသမှာ သူတို့ ရွှေဖီလက်ဖက်ခေါ်တာပေါ့။ ဒီဘက်ပေါ့။ တနှစ်လုံးမှ ဒီရာသီက အားကိုးရတာပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ တိုက်ပွဲမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်တယ်။” ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်မှာလည်း အခြေအနေဟာ ပြန်လည်တည်ငြိမ်လာနေပြီး လောက်ကိုင်မြို့က တိမ်းရှောင်သွားသူအတော်များများလည်း ပြန်လာနေပြီဖြစ်ပါတယ်။ လောက်ကိုင်မြို့ရဲ့အခြေအနေကိုတော့ လောက်ကိုင်မြို့ခံတယောက်က အခုလို ပြောပါတယ်။ “မြို့ထဲတော့ လူတော့ ပြန်တော့ ဝင်လာပြီခင်ဗျ။ အားလုံးတော့ ပြန်မရောက်သေးဘူးထင်တယ်ဗျ။ တော်တော်များများတော့ ပြန်ရောက်နေပြီ။ အလျင်လေတော့ မဖြစ်သေးဘူးခင်ဗျ။ ကားတွေတော့ ပြန်ပွင့်ပြီးမှ ပုံမှန်အတိုင်းသွားနေပါပြီခင်ဗျ။” ပစ်ခတ်သံတွေကိုတော့ တခါတရံမှာ အနည်းအကျဉ်းကြားနေရဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးဟာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကလမ်းမဖြစ်သလိုကိုးကန့်ဒေသဘက်ကချင်းရွှေဟော်ဟာလည်းအရေးပါတဲ့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ 2016 ခုနှစ်နိုဝင်ဘာလကမူဆယ်ဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲကြောင့်အဲဒီဘဏ္ဍာနှစ်အတွင်းမှာအရင်နှစ်နဲ့နှိုင်းစာရင်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာသန်း320လောက်ထိကျဆင်းခဲ့ရသလို2017 ခုနှစ်ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားတဲ့လောက်ကိုင်ဒေသတိုက်ပွဲကြောင့်လည်းချင်းရွှေဟော်မှာတစ်ရက်ကိုကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ1.5 သိန်းလောက်ကနေ 5 သိန်းအထိကျဆင်းခဲ့ရပါတယ်။ သောတာရှင်များရှင်ဒုတိယအကျော့ကျင်းပဖို့ရှိတဲ့21ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကိုမေလတတိယပတ်ထဲမှာကျင်းပဖို့စီစဉ်နေကြပါပြီ။ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးအတွက်21ပင်လုံညီလာခံဒုတိယအကျော့အစည်းအဝေးကနေဘယ်လောက်အထိမျှော်လင့်စရာတွေရှိနေပါသလဲ။ NCA လက်မှတ်ထိုးသူတွေရောလက်မှတ်မထိုးကြသေးသူတွေပါအစုအဖွဲ့အားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ဖို့အလားအလာမှာဘာတွေကအကဲစမ်းချက်တွေရှိနေပါသလဲ။ဘာတွေကအလားအလာကောင်းနေပါပြီလဲ။လာမယ့်စနေနေ့ညတိုက်ရိုက်လေလိုက်အစီအစဉ်မှာဆွေးနွေးကြရအောင်ပါရှင်။ပါဝင်ဆွေးနွေးမေးမြန်းလိုသူတွေအနေနဲ့ကိုယ့်တယ်လီဖုန်းနံပါတ်ကိုကြိုတင်ပေးပို့ထားမယ်ဆိုရင်တိုက်ရိုက်လေလိုက်အစီအစဉ်ထုတ်လွှင့်ချိန်မှာခေါ်ယူမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုယ့်အမြင်ကိုယ့်အယူအဆကိုယ့်မေးခွန်းတွေကိုစာနဲ့ဖြစ်စေအသံဖိုင်နဲ့ဖြစ်စေ VOA မြန်မာပိုင်းကိုကြိုတင်ပေးပို့ထားလို့ရပါတယ်။ VOA မြန်မာပိုင်းရဲ့ Facebook စာမျက်နှာမှာလည်းကိုယ့်ရဲ့အမြင်မှတ်ချက်ကိုရေးပို့ထားလို့လည်းရပါတယ်။ VOA မြန်မာပိုင်းရဲ့ဖုန်းနံပါတ်က1-202-382-5554ဖြစ်ပါတယ်။ အီးမေးလ်လိပ်စာကတော့burmese@voanews.com ဖြစ်ပါတယ်ရှင်။တိုက်ရိုက်လေလိုက်အစီအစဉ်မှာပါဝင်ဆွေးနွေးကြမယ့်သောတာရှင်တွေကိုကြိုဆိုပါတယ်ရှင်။လာမယ့်စနေည VOA တိုက်ရိုက်လေလိုင်းအစီအစဉ်မှာသောတာရှင်တွေပါဝင်ဆွေးနွေးကြပါအောင်လို့ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အခုတော့လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအခြေအနေကိုကြည့်ရအောင်ပါ။စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်မှာမြန်မာစီးပွားရေးဦးပိုင်လီမိတက်နဲ့မြန်မာယန်စီကုမ္ပဏီတို့ပူးပေါင်းပြီးကြေးနီတူးဖော်ရေးလုပ်နေတဲ့စပယ်တောင်ကြေးစင်တောင်ကြေးနီစီမံကိန်းကနေသိမ်းဆည်းထားတဲ့မြေယာကိစ္စနစ်နာကြေးနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေထိန်းသိမ်းပေးရေးစတဲ့အချက် 4 ချက်ကိုတောင်းဆိုပြီးစစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာဒေသခံတွေတောင်းဆိုဆန္ဒပြနေပါတယ်။ VOA သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။လက်ပံတောင်းတောင်ဒေသထက်စောပြီးကြေးနီစီမံကိန်းစတင်လည်ပတ်နေတဲ့စပယ်တောင်ကြေးစင်တောင်စီမံကိန်းဟာလက်ပံတောင်းဒေသအတွက်နမူနာတွေဖြစ်စေခဲ့တာပါ။2012 ခုနှစ်လောက်ကစပြီးလက်ပံတောင်းအရေးဆန္ဒပြမှုတွေဖြစ်လာပြီးတဲ့နောက်မှာတော့တောင်ကတုံးတွေနဲ့ရေပြတ်လပ်မှုတွေသဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်လာရတဲ့စပယ်တောင်ကြေးစင်တောင်စီမံကိန်းဟာသဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုရဲ့ပြယုဂ်အဖြစ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။အဲဒီဒေသမှာတော့အက်ဆစ်စက်ရုံတွေရဲ့အနံ့အသက်တွေကြောင့်ဒေသခံတွေရဲ့ဆန္ဒပြမှုတွေအကြိမ်ကြိမ်ဖြစ်လာခဲ့တာပါ။ဧပြီလ 26 ရက်နေ့တုန်းကတော့တိုင်းအစိုးရရုံးကိုသွားရောက်ပြီးသူတို့ရဲ့မြေယာနစ်နာကြေးကိစ္စတွေအပါအဝင်အချက် 4 ချက်ကိုသွားရောက်တောင်းဆိုခဲ့ကြောင်းကံကုန်းရွာကဦးတင်အောင်စိုးကအခုလိုပြောပါတယ်။ကြေးစင်တောင်ကနေကျွန်တော်တိုင်းအစိုးရရုံးရှိကိုမြေယာနဲ့ပတ်သက်ပြီးတော့မြေယာရော်ကြေးအပါအဝင်အချက် 4 ချက်ဖြည့်ရှင်းပေးဖို့ဆိုပြီးတော့ကျွန်တော်တိုင်းအစိုးရရုံးရှိကိုသွားပြီးတော့တောင်းဆိုတာဗျ။အချက် 4 ချက်ကပထမတစ်ချက်ကမြေယာရော်ကြေးဒုတိယကဒေသခံနေသားအလုပ်သမားတွေပါမစ်ချပေးရေးနောက်တဲ့အမြဲတမ်းဝန်ထမ်းချပေးဖို့ဗျ။ဆိုတာနေသားဆိုတာကတနေ့မှာ3800နဲ့4000ဝန်းကျင်လောက်ပဲရှိတယ်ဗျ။အဲ့ဒါကဆင်းတဲ့ရက်ရမယ်မဆင်းတဲ့ရက်ဆိုရင်တော့မရဘူးဗျ။သူကနေသားလာပေးပုံစံမျိုးနဲ့ခန့်ထားတာအဲ့ဒါကိုမှကျွန်တော်တို့ကဒီပါမစ်ဆိုတာသူတို့အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားပေးဖို့ဗျ။အဲ့ဒါကိုတောင်းဆိုတာတတိယသဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုပြန်လည်ကုစားရေးပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုတဲ့ဥစ္စာကသူတို့ဒီမှာအစစ်ဖြန်းတာကသူတို့ဒီဖြန်းတဲ့နည်းစနစ်ကိုမသုံးဘဲနဲ့ကျွန်တော်တို့အသက်ချတဲ့နည်းစနစ်ကိုသုံးပေးဖို့ဆိုတော့ကျွန်တော်အရင်ဦးသိန်းစိန်ဆိုလက်ထက်ကမှကျွန်တော်တို့ဒါတွေကိုပြောနေရရှိတယ်ဗျာဒေတာဖွံ့ဖြိုးရေးငွေ200%ရရှိဖို့နောက်တစ်ခုကသူတို့ဒီကြေးရွာတွေနဲ့ပတ်သက်ကြေးနီစီမံကိန်းကကျွန်တော်တို့တောက်သုံးရေပစ္စည်းနေတာဗျာအဲ့ပစ္စည်းနေတာလက်ရှိဒီဒေတာကအခုချိန်ဒီရေကောင်းရေသန့်မတောက်အောင်ဗျာအဲ့ဒါမျိုးတွေတော့နောက်တော့တစ်ခါပြီးခဲ့တဲ့2015တုန်းကလည်းဒီကြေးနီစီမံကိန်းရေစိုးလုံးလုံးမို့ဒီငါးတွေပေးတဲ့ကိစ္စမျိုးတွေရှိတယ်ဗျာအဲ့ဒါမျိုးတွေကိုသူတို့အနေနဲ့မဖြစ်အောင်ဒါတို့ထိန်းသိမ်းကာကွယ်ဖို့ဖြစ်ပြီးသားဥစ္စာတွေလည်းပြန်လည်ကုစားပေးဖို့အဲ့ဒါမျိုးကိုကျွန်တော်တို့ပြောတာဗျဒေသခံတွေဆန္ဒပြမှုတွေရှိနေတဲ့အတွက်တိုင်းအစိုးရအဖွဲ့ကလဲဆယ်ဝင်ကြီးဦးကန်စာမုံစီပင်ဝင်ကြီးဦးမြင့်ကြည်တို့ရောက်ရှိလာပြီးဒေသခံတွေတောင်းဆိုထားတဲ့မြေယာရော်ကြေးအပါအဝင်အချက် 4 ချက်ကိုပြည်ထောင်စုအစိုးရအဖွဲ့နဲ့ချိတ်ဆက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်းပြောဆိုခဲ့တယ်လို့ဆိုပါတယ်ဟု
ကျွန်တော်တို့တောင်းဆိုချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့တိုင်းဆိုရုံးရှိကိုသွားတာပေါ့ဗျာဒီဝင်ကြီးနှစ်ဦးထွက်လာပြီးတော့ကျွန်တော်တို့ဒီဒေသခံအနေနဲ့ဒီကျွန်တော်တို့တောင်းဆိုချက်၄ချက်ပုံမှာသူကပြည်တော်စုအစိုးရနဲ့ချိတ်ဆက်ပြီးတော့ဒါကိုအများဆုံးပြည်နယ်အောင်ဖြည့်ရှင်းပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုသူကပြောပြတယ်တိုင်းအစိုးရဖွဲ့ရဲ့ဖြည့်ရှင်းပေးမှုကိုလဝက်ကြာတဲ့အထိဆောင်သွားမှာဖြစ်တဲ့အကြောင်းကိုလည်းဒေသခံတွေဘက်ကပြောပါတယ်မြန်မာစီးပွားရေးဥပိုင်ကုမ္ပဏီလီမိတက်ရဲ့မိုးကြိုးစာလဖြူရေးအက်ဆစ်စက်ရုံဟာအနက်ပြင်းထန်တဲ့လေထုညစ်ညမ်းမှုတွေဖြစ်စေပြီးစက်ရုံနီးမှာရှိတဲ့နေထိုင်တဲ့ဒေသခံရွာသားတွေကိုအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေအရေပြားနဲ့မျက်လုံးရောဂါတွေဖြစ်ပွားစေတာတွေ့ရတယ်ဆိုပြီးပြီးခဲ့တဲ့နှစ်က Amnesty International အဖွဲ့ကထုတ်ပြန်ထားတဲ့ကြေညာချက်မှာလည်းဖော်ပြထားပါတယ်ဒေသခံတွေကလည်းဒီလိုအနက်သက်တွေကြောင့်မကြာခဏဆိုသလိုဆန္ဒပြပြီးစက်ရုံလည်ပတ်မှုတွေကိုရပ်နားဖို့အတွက်တောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်ရှင်ထိုင်းအခြေစိုက် VOA သတင်းတော့မအေးမာရဲ့သတင်းပေးပို့ချက်ဖြစ်ပါတယ်မြန်မာသတင်းလွှာတွေတင်ဆက်ပြီးခုတခါတော့နိုင်ငံတကာသတင်းလွှာတစ်ပုဒ်ကိုပြောပြပါမယ်အမေရိကန်အစိုးရကအထူးကန့်သတ်ထားတဲ့အကြောင်းအရာတွေကိုမနေ့ဗုဒ္ဓဟူးနေ့မှာအထက်လွှတ်တော်နဲ့အောက်လွှတ်တော်အမတ်တွေကိုရှင်းပြခဲ့ပါတယ်လွှတ်တော်ဆိုင်ရာ VOA သတင်းတောက်များရဲ့အကြီးအကဲ Steve Harman ရဲ့သတင်းလွှာကိုတော့မသိင်္ဂီထိုက်ကတင်ပြပါမယ်အမေရိကန်အထက်လွှတ်တော်အမတ်တွေမနေ့ဗုဒ္ဓဟူးနေ့နေ့ခင်းပိုင်းမှာအစိုးရအိမ်ဖြူတော်နဲ့ကပ်ရမှာရှိတဲ့ Executive Office အဆောက်အုံကိုဘတ်စကားတွေနဲ့ရောက်ရှိခဲ့ကြပါတယ်။မြောက်ကိုရီးယားရဲ့ချင်းချောက်မှုတွေကိုရှင်းပြနိုင်မဲ့နီလန်ပေါင်းစုံကိုလွှတ်တော်အမတ်တွေကိုအစိုးရကရှင်းလင်းတင်ပြတာဖြစ်ပြီးသိပ်ပြီးအရေးကြီးတယ်လို့အိမ်ဖြူတော်အကြီးတန်းတာဝန်ရှိသူတို့ကသတ်မှတ်ပြောဆိုထားတာပါ။အလေးအနက်စင်ကျင်စရာရှင်းလင်းပွဲဖြစ်တယ်လို့လွှတ်တော်အမတ် Chris Coons ကပြောပါတယ်။ဒါပေမဲ့လွှတ်တော်အမတ်တွေကိုရှင်းလင်းတဲ့အထက်မှာစစ်ရေးနီလန်းတွေမပါဘူးလို့သူကပြောပါတယ်။ I think it is constructive for us to be having bipartisan conversations as ပါတီကြီးနှစ်ရပ်လုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်တာကြောင့်အပြုသဘောဆောင်တယ်လို့ထင်ပါတယ်။အထက်လွှတ်တော်တစ်ခုလုံးနဲ့အစိုးရအဖွဲ့ခေါင်းဆောင်တွေအမျိုးသားလုံခြုံရေးနဲ့တန်တမန်အဖွဲ့တို့ပါဝင်ကြပါတယ်။မြောက်ကိုရီးယားအစိုးရဘက်ကရောအမေရိကန်အစိုးရဘက်ကပါပြင်းပြင်းထန်ထန်ပြောဆိုထားတာတွေအမေရိကန်ရေတပ်တိုက်ခိုက်ရေးအဖွဲ့တစ်ခုရဲ့လှုပ်ရှားမှုနဲ့မြောက်ကိုရီးယားကမကြာခင်ကစစ်ရေးပြချီတက်ပွဲကျင်းပခဲ့တာတွေကြောင့်စစ်ဖြစ်လာလေမလားဆိုတဲ့စိုးရိမ်ချက်တွေဒီသတင်းပတ်တွေအတွင်းထွက်ပေါ်လာတာပါ။ဒါတွေကစိုးရိမ်မှုလွန်ကဲတာသာဖြစ်တယ်လို့ East West Center ကအကြီးတန်းပညာရှင် Danny Ryan က Skype ကနေတဆင့် VOA ကိုပြောပါတယ်။ပဋိပက္ခအသွင်ဆောင်တဲ့အခြေအနေမျိုးကနွေဦးရာသီရောက်လာတိုင်းတွေ့မြင်နေကြဖြစ်တယ်လို့လည်းသူကပြောပါတယ်။ It begins with the fact that the United States and South Korea every year at this time နှစ်စဉ်နှစ်တိုင်းဒီချိန်ရောက်လာရင်အမေရိကန်နဲ့တောင်ကိုရီးယားတို့ကစီးရေးလက်ကျင့်မှုကိုအကြီးအကျယ်လုပ်တာကနေအရင်ခံပြီးစဖြစ်လာတာပါမြောက်ကိုရီးယားဘက်ကဒါကိုအကြီးအကျယ်ချင်းချောက်မှုလို့မြင်ထားပြီးဒီလိုလုပ်တာကိုလည်းတိတ်မုန်းပါတယ်ဒါကြောင့်လဲပြင်းထန်ပြီးရန်လိုတဲ့ကြီးညာချက်တွေမကြာခဏထုတ်ဖို့ဖြစ်လာတာပါကိုရီးယားကျွန်းဆွယ်တင်းမာမှုကိုလျှော့ချဖို့အကောင်းဆုံးနည်းလမ်းကတော့အားကိုးလို့ရမယ့်တိုက်ခိုက်ရေးတပ်အင်အားပြသထားရမှာဖြစ်တယ်လို့အမေရိကန်စစ်တပ်ပစိဖိတ်ဒေသကွပ်ကဲရေးဌာနရဲ့တပ်မှူးရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကဗုဒ္ဓဟူးနေ့အစောပိုင်းမှာလွှတ်တော်မှာပြောဆိုပါတယ်။ With every test, Kim Jong-un moves closer to his stated goal. အမေရိကန်ပြည်ထောင်စုတွင်းကမြို့တွေကိုနျူကလ িয়ার နဲ့လက်ဦးမှုယူတိုက်ခိုက်နိုင်ဖို့ဆိုတဲ့ Kim Jong Un ရဲ့ရည်မှန်းချက်ကစမ်းသပ်မှုတွေနဲ့အတူတဖြည်းဖြည်းနီးကပ်လာနေပါပြီ။နောက်လူမြင်ကွင်းမှာမအောင်မမြင်ဖြစ်မှာလည်းသူကမကြောက်ပါဘူး။ကျွန်တော်ရဲ့ထိပ်တန်းဦးစားပေးကတော့အမိမြေကိုကာကွယ်ရေးပါ။ဒါကြောင့် Kim Jong Un ရဲ့နျူကလ িয়ার ခြိမ်းခြောက်မှုတွေကအမှန်အကန်ဆိုတာကိုကျွန်တော်အနေနဲ့တာဝန်ယူပါတယ်။သူ့ရဲ့ရည်မှန်းချက်တွေကိုကျွန်တော်အတိအကျသိပါတယ်။အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ဦးဆောင်တဲ့ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့ကိုရီးယားကျွန်းဆွယ်ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကိုချဉ်းကပ်လာချိန်မှာပဲအမေရိကန်အစိုးရရုံးစိုက်ရာဝါရှင်တန် DC မှာရှင်းလင်းပွဲတွေထွက်ပေါ်လာတာပါ။အမေရိကန်ရေတပ်ရဲ့ပဲ့ထိန်းဒုံးကျည်တွေတပ်ဆင်ထားတဲ့နျူကလ িয়ার ရေငုပ်သင်္ဘော USS Michigan ဟာလည်းမြောက်ကိုရီးယားကိုအင်အားထပ်တိုးပြသတဲ့အနေနဲ့တောင်ကိုရီးယားနိုင်ငံဘူဆန်ဆိပ်ကမ်းကိုဝင်ရောက်သွားပြီဖြစ်ပါတယ်ရှင်။အမေရိကန်မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ Steve Harman ရဲ့သတင်းလွှာကိုမသိင်္ဂီတိုက်ပြောပြခဲ့တာပါ။ VOA ကနေထုတ်လွှင့်နေတဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ဝေဖန်အကြံပေးခြင်းနဲ့ VOA မှာတေးသချင်းတောင်းကျင်တယ်ဆိုရင်တော့ VOA အီးမေးလ်လိပ်စာ burmese@voanews.com ကိုစာရေးသားပေးပို့နိုင်တယ်လို့စာတိုက်ကတဆင့်ဆက်သွယ်မယ်ဆိုရင်တော့ VOA မြန်မာပိုင်းအစီအစဉ်တဆင့်စာရိုက်တတာအမှတ်855ရန်ကုန်စာတိုက်ကြီးရန်ကုန်မြို့ဖြစ်ပါတယ်VOA မြန်မာပိုင်းအသံလွှင့်အစီအစဉ်တွေကိုဒီနေ့ကို6ချိန်ထုတ်လွှင့်ပေးနေပါတယ်။မြန်မာစံတော်ချိန်မနက်ပိုင်း6နာရီကနေ9နာရီအထိလိုင်းဒိုမီတာ24 32နဲ့40တို့မှာနားဆင်နိုင်ပြီး
ဒီအစီအစဉ်ကိုပြန်လည်နားဆင်နိုင်တဲ့အချိန်တွေကတော့မနက် 8 နာရီကနေ 9 နာရီထိတစ်ကြိမ်၊နေ့လယ် 12 နာရီကနေနေ့ခင်း 1 နာရီထိတစ်ကြိမ်ဖြစ်ပါတယ်။ညနေခင်းအစောပိုင်း 6 နာရီခွဲကနေ 9 နာရီအထိအစီအစဉ်ကိုလိုင်းတို 16, 19 နဲ့ 25 မီတာတွေမှာထုတ်လွှင့်ပေးနေပါတယ်။ညပိုင်း 9 နာရီကနေ 10 နာရီအထိအစီအစဉ်ကိုတော့လိုင်းတို 24, 25 နဲ့ 32 တို့ကနေဖမ်းယူနားဆင်နိုင်ပါတယ်။ဒီအစီအစဉ်ကိုည 9 နာရီအစီအစဉ်ပြီးပြီးချင်းည 10 နာရီမှာပြန်လည်ပြီးထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာ။ VOA မြန်မာပိုင်းအစီအစဉ်တွေနဲ့အသံလွှင့်မီတာ kilohertz အသေးစိတ်ကို burmese.voanews.com မှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ မြန်မာစံတော်ချိန်ည 9 နာရီခွဲရှိပါပြီ။ VOA ရဲ့ကြာသပတေးနေ့ညဘက်အစီအစဉ်တွေကိုည 10 နာရီအထိလိုင်းလိုမီတာ 25 kHz 11965 လိုင်းလိုမီတာ 32 kHz 9323ည လိုင်းလိုမီတာ 51 kHz 5885 တို့ကနေဆက်ပြီးထုတ်လွှင့်နေတာဖြစ်ပါတယ်။ အခုဒုတိယနာရီဝက်အတွင်းမှာတော့ကျန်းမာရေးဦးအောင်ခင်ရဲ့မြန်မာရေးသုံးသပ်ချက်ကဏ္ဍနဲ့အတူတိုင်းရင်းသတင်းလွှာအစီအစဉ်တင်ဆက်တဲ့အခါမှာတော့အမျိုးသားရေးအဆင့်ဆွေးနွေးပွဲဖြစ်တဲ့အတွက်ကျွန်တော်တက်ရတာအင်တာမှတန်ဖိုးရှိပါတယ်ပေါ့အဓိကတော့ကျွန်တော်ဒီဆွေးနွေးပွဲကနေငြိမ်းချမ်းရေးရရှိဖို့အရေးကြီးပါတယ်ငြိမ်းချမ်းမှသာကျွန်တော်နိုင်ငံတော်ရေးတိုးတက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်မကြာခင်နောက်ပိုင်းမှာနားဆင်ရဖို့ရှိပါတယ်ခင်ဗျာအခုတော့ဦးဝင်းမင်းစီစဉ်ထုတ်လွှင့်တဲ့ကျန်းမာရေးအစီအစဉ်အလှည့်ရောက်လာပါပြီဒီတစ်ပတ်ကျန်းမာရေးကဏ္ဍမှာအသည်းအင်ဇိုင်းများလာခြင်းအကြောင်းကိုတင်ပြထားပါတယ်မြန်မာနိုင်ငံမှာအသည်းရောဂါအဖြစ်များနေတာမို့အသည်းရောဂါမဖြစ်ခင်အစာပျိုးအခြေအနေဖြစ်တဲ့အသည်းအင်ဇိုင်းတွေသွေးထဲများလာချိန်မှာကြိုတင်ကာကွယ်မှုတွေလုပ်သင့်တယ်လို့ပညာရှင်တွေကထောက်ပြနေတာပါဒီအကြောင်းအထွေထွေဆေးကုသမှုသမားတော်ကြီးဒေါက်တာမင်းစိုးဦးကိုကိုဝင်းမင်းကမေးမြန်းတင်ပြထားပါတယ်ဟုတ်ကဲ့သမားတော်ကြီးဒေါက်တာမင်းစိုးဦးခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီအသည်းယောဂါတွေဖြစ်တာများတဲ့အတွက်ပေါ့ဒီအသည်းယောဂါရဲ့အစပိုင်းမှာပေါ့နော်ကာကွယ်နိုင်တဲ့ထိန်းနိုင်တဲ့အနေအထားရှိတယ်ဒီအသည်းအင်ဇိုင်းများတာနဲ့ပတ်သက်ပြီးတော့ဆရာကြီးဒီနေ့ဆွေးနွေးရမှာဖြစ်တဲ့အတွက်ဒီအသည်းအင်ဇိုင်းနဲ့ဒီအသည်းယောဂါပတ်သက်နေပုံတွေနည်းနည်းရှင်းပြပေးပါလားဆရာအသည်းအင်ဇိုင်းဆိုတာကအသည်းဆဲလ်တွေရဲ့အထဲမှာပဲနေရမယ့်ပစ္စည်းတွေပေါ့သူတို့ကအသွေးထဲကိုမြန်မာသတ္တရောက်လာစရာမရှိဘူးပေါ့အသည်းဆဲလ်တွေပြည့်စည်လို့သာသူတို့ကအသည်းဆဲလ်တွေကနေပေါ်ထွက်လာပြီးတော့ဒီသွေးထဲမှာများနေတာအဲ့ဒါကမှဆက်ပြီးတော့မှအသည်းယောဂါတွေဆက်ဖြစ်သွားတဲ့အလားအလာရှိတာပေါ့ဆိုတော့စီစီအသည်းအင်ဇိုင်းများတာကိုသိတယ်ဆိုလို့ရှိရင်တော့သင်ပြလိုက်တယ်ဆိုရင်အသည်းယောဂါဖြစ်ဖို့အခွင့်အလမ်းတော့နည်းသွားပါလေဟုတ်ကဲ့ဆရာအဲ့ဒီခါကျတော့ဒီအသည်းအင်ဇိုင်းတွေကဘာကြောင့်များပြီးတော့ဘယ်လိုလူတွေမှာအခုလိုများဖို့အတွက်အန္တရာယ်ရှိလဲဆရာကြီးဘာကြောင့်အသည်းအင်ဇိုင်းများလဲဆိုတော့အသည်းကိုထိခိုက်ပျက်စီးစေတဲ့အရာတွေရှိတယ်အဲ့ဒါတွေကတော့ဓာတုပစ္စည်းတွေတို့နောက်ရက်အဲ့ဒါအဓိကပေါ့တချို့ဆေးတိုင်းဆေးတွေလည်းဖြစ်တယ်နောက်တစ်ခုကနောက်တိုင်းဆေးတွေထဲမှာလည်းပဲသူတို့ကအကြိုက်ကြောင်ဆေးတွေပေါ့အသည်းကိုထိခိုက်စေတဲ့ဆေးတွေကောက်နေတယ်ဆိုလို့ရှိရင်လည်းပဲအသည်းအင်ဇိုင်းကြီးများလာတတ်တယ်နောက်တချို့စီးကျိုဖြစ်နေတဲ့လူတွေကအသည်းစီခုံအောက်ဆိုလို့ရှိရင်လည်းပဲအသည်းအင်ဇိုင်းကြီးများတတ်ပါတယ်ဟုတ်ကဲ့ဆရာအဝလွန်နေဆိုတော့ကိုခန္ဓာကြီးက30နဲ့အထက်ပေါ့အဲ့လူတွေမှာဆိုလို့ရှိရင်လည်းအသည်းကိုထိခိုက်တယ်အသည်းစီခုံနဲ့ခါကြတယ်အသည်းအင်ဇိုင်းကြီးများတတ်တယ်အဲ့လိုလူမျိုးတွေမှာဆိုလို့ရှိရင်တော့အသည်းရောင်တဲ့လက္ခဏာအပြောက်နေလို့လည်းပဲကျမရဲ့စစ်တဲ့အနေနဲ့သူ့ကိုဖောက်ကြည့်ပြီးတော့အသည်း liver function test လို့ခေါ်တာပေါ့အသည်းလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်လို့စမ်းသပ်မှုလုပ်လိုက်တဲ့အခါကျလို့ရှိရင်အသည်းအင်ဇိုင်းတက်မတက်ဆိုတော့ဖြစ်ပြီးသိရှိပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့အခုလိုဒီအသည်းအင်ဇိုင်းနဲ့ပတ်သက်ပြီးတော့ဒီအသည်းယောဂလည်းဖြစ်တော့မယ်ပေါ့နော်စသိတဲ့ကာလမှာဘလို့ဆောင်ရန်ရှောင်ရန်တွေလုပ်ဖို့အရေးကြီးလဲရက်အသည်းအင်ဇိုင်းတွေကိုတက်ပြီးတယ်အဲ့လိုတက်တယ်ဆိုလို့ရှိရင်တော့ရက်တော့ကလုံးဝဆောင်ပြတယ်ရက်တော့ဆက်နေတယ်ဆိုလို့ရှိရင်တော့ရက်ပတ်တဲ့တက်မှာအနေနဲ့နှစ်ရက်လုံးဝမတော့ဘူးဖြစ်ရက်တော့တဲ့နေ့မှာဆိုလို့ရှိရင်လည်းဒီနေ့ရက်လုံးကြုံတောက်တယ်ရက်တစ်ပတ်လုံးတော့သုံးခုရက်ပမာဏ35ပတ်မပိုတင်နောက်သေသွားတယ်တချို့တိုင်းစီတွေအသေးကိုထိခိုက်ပျက်စီးနေတာလည်းပါတတ်တယ်အဲ့ဒီတိုင်းစီတွေကိုချက်လိုက်တဲ့အခါကျရင်အသေးစိတ်တွေနော်မယ်ဖြစ်သွားတာမျိုးရှိပါတယ်နောက်တိုင်းစိတ်မှာကျရင်တော့သူကအကြိုက်ကျကြောင်စီ aspirin တို့ ibuprofen တို့ acetaminophen တို့အဲ့ဒီနောင်ကြတောက်သုံးလို့ရှိရင်လည်းပဲအသေးအင်ဇိုင်းကြီးတက်တတ်ပါတယ်နောက်အသေးကိုထိခိုက်ပျက်စီးတဲ့အစိတ်တွေပေါ့သူကဓာတုပစ္စည်းတွေအဲ့ဓာတုဆိုးလေးတွေခါတဲ့အစားအသောက်တွေကလည်းပဲအသေးကိုထိခိုက်ပြီးတော့
ပျက်စီးနေနိုင်ပါတယ်။ ဟုတ်ကဲ့ဆရာအဲ့တော့ဓာတုဆိုးဆေးပါတဲ့အစားအသောက်တွေဆိုရင်ဆရာကြီးဥပမာလေးတွေဘယ်လိုရှင်းပြနိုင်လဲ အရောင်တွေတင်ထားတဲ့ဆေးတွေပေါ့တချို့ကဥပမာပြင်ဖျဲပြီးဆိုလို့ရှိရင်ပုံမှန်အရောင်ကတိတ်မနေဘူးဒါမှမဟုတ်လည်းပဲအရောင်ကမလှဘူးပေါ့နော်ဒါလှအောင်တဲ့ဆိုလို့ရှိရင်စက်ရုံတွေမှာသုံးတဲ့ဓာတုဆေးဝါးမျိုးနဲ့ရဲနေအောင်လုပ်လိုက်တာမျိုးတော့မြစ်ဆိုလို့ရှိရင်လည်းသဘောအဖြစ်ကဆိုရင်အရောင်ကနည်းနည်းဝက်ချောက်ချောက်နေဆိုတော့ကျောင်းမမလှဘူးအဲ့ကကြလို့ရှိရင်စက်ရုံတွေမှာဖိစုပန်းရဲ့လုပ်တဲ့ဆေးမျိုးတွေပေါ့အဲ့ဟိုလာမင်းဟိုလိုပါလို့အဲ့လိုမျိုးစူးစိမျိုးနဲ့စူးပြီးတဲ့အခါကျရင်ရောင်းလိုက်တယ်အဲ့ဟာတွေကိုရင်းနဲ့စင်အောင်မစေဘဲနဲ့ကျမစစ်ပြီးစားတော့တယ်ဆိုလို့ရှိရင်အသေးအဖြည့်ထည့်ရတာဖြစ်တဲ့ကြောင့်မလို့အသေးကိုထိခိုက်တဲ့ဖြစ်တယ်ဟုတ်ကဲ့ဆရာနောက်ကောဓာတုပစ္စည်းပါနိုင်တာစိတ်ခိုးမှုပေါ့ကာဗွန်မိုနိုဆိုက်ပါမယ်ဓာတုပစ္စည်းတွေပါတာပေါ့နော်အဲ့ဒီစိတ်ငွေတွေရှူလို့ရှိရင်လည်းပဲအသေးကိုထိခိုက်တဲ့ဖြစ်တယ်ပါတော့အင်တုပ်ဆေးတို့အစွန်းချွတ်ဆေးတို့ခြေချွတ်ဆေးတို့ဆိုလို့ရှိရင်လည်းပဲဓာတုပစ္စည်းတွေပါတဲ့အတွက်ကြောင့်မလို့အသေးကိုထိခိုက်တဲ့ဖြစ်တယ်ပါအလုံးစုံသုံးဆွဲလို့ရှိရင်ပေါ့ဟုတ်ကဲ့ဆရာနောက်ထပ်ရောစာစီခံစီမံထားတဲ့အစားအစာတွေပေါ့အဲ့ဒီစားအစာတွေကစားတဲ့တခြားတဲ့ဒီပါတယ်အပြင်ကိုသူတို့တာစီခံလုပ်ထားတဲ့ဓာတုပစ္စည်းတွေပါတော့အထူးသဖြင့်စားတော့တဲ့နေရာမှာမတုံးမနဲ့ formula လေးသင်တာမျိုးရှိတတ်တယ်ဗျဟုတ်ကဲ့ဆရာနောက်တစ်ခုကဆရာပြောတဲ့အချိန်မှာဒီအဝလွန်တဲ့ပြဿနာတွေတစ်ခုရှိတဲ့ခါကျတော့အဲ့ဒါအတွက်ကောအဝလွန်တဲ့အခါကျလို့ရှင်တော့ကိုယ်ခန္ဓာအလေးချိန်ကိုတော့ရှော့ချမှာပေါ့ကိုလည်းဒီပြင်ကလောက်တာနဲ့အစားအသောက်မှာဆိုလို့ရှိရင်လည်းအစီတို့နောက်ဒီတဲ့ပါတဲ့အစားအသောက်တွေကိုရှော့ချပြီးတော့ protein နောက်ပြီးတော့ဟင်းသီးဟင်းရွက် fiber တွေပါတဲ့အစားအစာတွေကိုပို့ပြီးတော့စားသုံးပြီးဖြန့်ဖြင့်ဘဝကြုံယောဂကိုရှော့ချလို့ရဟုတ်ကဲ့ဆရာနော်စီးကျိုသွေးကျိုယောဂရှိတဲ့သူတွေအတွက်ကောစီးကျိုသွေးကျိုပုံမှန်ချင်းပြဖို့လိုပါဇာတ်တက်ကိုပုံမှန်အနေထားမှာရှင်းရတယ်ဆိုလို့ရှင်တော့အသက်စီကုန်းပါကိုပါဝင်နိုင်မှာဟုတ်ကဲ့ဆရာဒီ enzyme မမြောက်အထောက်အကူပြုနိုင်တဲ့ဆောက်ရံနေရှိသေးလားအဲ့တော့ဇာတ်တက်တဲ့အစားအစာတွေစားသုံးမှာပေါ့လက်ဆက်ပြီးတော့ခုနပြောတဲ့တာချေခန်းနဲ့စီးပြီးမသုံးထားဘူးဓာတုဆေးတွေမပါတဲ့ organic စားအစာတွေကိုစားသုံးပေးသင့်ပါတယ်အဲ့ဒီလက်ဆက်တဲ့အဒီနံတွေမှာ antioxidant အဲ့ဒါတွေကတော့အသေးကိုထိခိုက်တဲ့အဆိပ်တွေကိုဖြည့်ပေးနိုင်ပါတယ်အဲ့ဒီ antioxidant တွေပါပြီးတော့အသေးကျန်းမာရေးကိုများစွာထောက်ကူပြုပါတယ်အဲ့ဒါတွေပါလဲဆိုတော့ကျက်သွန်ဖြူတို့အစိမ်းအောင်ရှိတဲ့အဒီနံတွေစံဒီမွန်လာဥမီတကြည်တီအဲ့ဒါတွေပုံပြီးစားသုံးသင့်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ကိုကျတော့ငါးကြီးစီစားငါးကြီးစီမှာတော့ omega 3 ပါတော့ဆောမွန်ငါးတို့ကျူနာတို့စာတင်းမျိုးစားပြီးတဲ့ omega 3ရရှိနေတယ်နောက်ဆန်းစီကလည်း omega 3 ရပါတယ်နောက်အသေးကိုထောက်ပံ့ဖြစ်တဲ့ဆေးဝါးတွေကတော့ vitamin B12 နဲ့ coenzyme Q လို့ဖြစ်တာဟုတ်ကဲ့ဆရာဒီအသေး enzyme တွေပေါ့နော်မများအောင်ထိန်းသိမ်းတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မမေးမိတဲ့တခြားအရေးကြီးတဲ့ချက်ကောအသေး enzyme များတယ်ဆိုတာအသေးပစ္စည်းချင်းအစအဲ့ဒီမှာ enzyme ကိုရောအောင်ယူဆလိုက်မယ်ဆိုတော့အသေးပစ္စည်းတာကိုရှင်းနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့ဘေးမပြဘဲနဲ့ထားမယ်ဆိုရင်နာရရှိအသေးရောင်နဲ့ယောဂရသွားနိုင်တယ်နောက်ပိုင်းမှာအသေး၆တာအသေးကျွတ်တာအဲ့ဒါမျိုးဖြစ်ပြီးတော့အသေးလုံးဝပျက်စီးသွားနိုင်ပါတယ်တချို့ကလေးဆိုလို့ရှိရင်အသေးကင်ဆာတွေဖြစ်ပြီးတဲ့အခါကျတော့အသက်အမြင့်ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်မလို့အသေးအတိုင်းစမ်းမရည်နဲ့ပတ်သက်လို့ဖိစစ်လို့တက်နေပြီဆိုလို့ရှိရင်ဒါနဲ့တက်ကြွနေဆံမနဲ့ပြပြီးဆောင်းချက်များကိုအဲ့နာပြင်ကြောင်းထွက်သားလို့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆရာကိုဝင်းမင်းစီစဉ်ဆွေးနွေးတင်ဆက်တဲ့ VOA ရဲ့ကျန်းမာရေးအစီအစဉ်အပတ်စဉ်ကဏ္ဍကိုနားဆင်ကြရတာပါခင်ဗျာအခုတော့ဦးအောင်ခင်ရဲ့မြန်မာရေးသုံးသပ်ချက်တင်ဆက်ဖို့အချိန်ရောက်လာပါပြီ NLD အစိုးရသက်တမ်းတစ်နှစ်တာကာလကစီးပွားရေးအခြေအနေတွေကိုဦးအောင်ခင်ကသုံးသပ်ရေးသားတင်ပြထားပါတယ်NLD အစိုးရသက်တမ်းပထမနှစ်မှာစီးပွားရေးတုံ့နှေးနေတာနဲ့ပတ်သက်ပြီးသတင်းမီဒီယာလောကမှာအမျိုးမျိုးဝေဖန်ရေးသားကြပါတယ်။စီးပွားရေးပြဿနာကိုထိထိရောက်ရောက်မဖြေရှင်းနိုင်ရင်ပြည်သူ့စားဝတ်နေရေးအခြေအနေဟာပိုမိုဆိုးဝါးလာဖွယ်ရှိတယ်လို့ဧပြီလ21ရက်နေ့ထုတ်မြန်မာ Times မှာဖော်ပြပါတယ်။စီးပွားရေးကျပ်တဲလာတာဟာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်နိုင်တဲ့အခြေအနေကိုရောက်လာတယ်လို့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကနေပြည်တော်မှာပြောပါတယ်။ဒါပေမဲ့ဝါရက်လုပ်ငန်းရှင်တွေကတော့ရေရှည်မှာကောင်းမွန်လာလိမ့်မယ်လို့မြင်ကြပါတယ်။စီမင်းအတိုင်းလုံးမလုံးစစ်ဆေးဖို့အတွက်ရန်ကုန်ကဆောက်လုပ်မှုတွေကိုယာယီရပ်ဆိုင်းတာစီးပွားရေးကိုရပ်တန့်သွားစေတယ်လို့ IMF နဲ့ကမ္ဘာ့ဘဏ်အ
အစီရင်ခံစာ2ခုစလုံးမှာထောက်ပြထားပါတယ်။စိုက်ပျိုးရေးမှာတော့ရေကြီးတဲ့ဒဏ်ကိုခံနေရတော့မို့မျောလင့်တယ်လို့ဖြစ်မလာတာပါတဲ့။မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကအတည်ပြုထားတာတွေကိုနှစ်ဆန်းပိုင်းကရပ်ဆိုင်းလိုက်တာဟာလည်းစီးပွားရေးကိုတုံ့နှေးစေတယ်လို့ IMF ကဆိုပါတယ်။ NLD အစိုးရတက်လာချိန်မှာသဘာဝဓာတ်ငွေ့ဈေးကျနေတာမို့ပို့ကုန်ဝင်ငွေ 40% ကျဆင်းသွားတာကိုလည်းသတိပြုသင့်ပါတယ်။ NLD အစိုးရရဲ့ ပေါ်လစီမူဝါဒတွေကိုရှင်းလင်းပြတ်သားစွာသိမြင်ရေးဟာလည်းအရေးကြီးတယ်လို့ဆိုပါတယ်။ NLD အဖွဲ့ချုပ်ကထုတ်ပြန်ကြေညာတဲ့မူဝါဒ12ချက်ကိုအခြေခံတဲ့စီးပွားရေးအမြင်ကိုအစိုးရအနေနဲ့ပုံမှန်ထုတ်ပြန်သင့်တယ်လို့ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာဖော်ပြပါတယ်။မြန်မာ့စီးပွားရေးပညာရှင်ဦးလှမောင်ကလည်းစီးပွားရေးမူဝါဒ12ချက်ဟာအလွန်ကောင်းမွန်ကြောင်းမူဝါဒမရှိဘဲလုပ်ခဲ့လို့မတိုးတက်တာဖြစ်ကြောင်း The Voice စာစောင်နဲ့တွေ့ဆုံမေးမြန်းခန်းမှာဇန်နဝါရီလတုန်းကပြောကြားသွားပါတယ်။ဒါပေမဲ့ဒီမူဝါဒတွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်အမှုထမ်းတွေအစည်းအဝေးကျင်းပပြီးညွှန်ကြားတာမျိုးမတွေ့သေးဘူးလို့ဆိုပါတယ်။မူဝါဒအကောင်အထည်ဖော်ရာမှာအစီအစဉ်ကျကျဦးစားပေးလုပ်နိုင်ရင်ဒီနှစ်ထဲစီးပွားရေးတိုးတက်လာမယ်လို့ဆိုပါတယ်။ဘဏ္ဍာရေးဆိုင်ရာမှာ NLD အစိုးရဟာသတိထားပြီးမျှော်မြင်ဆင်ခြင်စွာဆောင်ရွက်နေတယ်လို့ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့အစိုးရတက်တန်းပထမ6လပိုင်းမှာစီးပွားရေးတိုးတက်မှု6% သာရှိပေမယ့်လက်ရှိဘဏ္ဍာရေးနှစ်ကစပြီး3နှစ်ကာလမှာနှစ်စဉ်9% ကျော်စီးပွားရေးတိုးတက်လိမ့်မယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းပါတယ်။အစိုးရအသုံးစရိတ်လိုငွေကိုလျော့နည်းအောင်လုပ်ပြီးငွေစက္ကူတင်သလိုရိုက်နှိပ်ထုတ်ဝေတာမျိုးမလုပ်ဘဲစစ်စစ်ငြိမ်ငြိမ်ဆောင်ရွက်တာဟာငွေကြေးဖောင်းပွမှုကိုလျော့စေလိမ့်မယ်လို့ဆိုပါတယ်။ဦးသိန်းစိန်အစိုးရနောက်ဆုံးနှစ်မှာအစိုးရလိုငွေပြမှုဟာတိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့3% အထိတိုးပွားလာပါတယ်။အစိုးရဟောင်းထားခဲ့တဲ့အမွေစိုးကိုဆက်ခံပြီးဖြည့်ရှင်းရတာဟာလည်းပြဿနာတစ်ခုဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာလည်းအစိုးရအသုံးစရိတ်လိုငွေပြမှုဟာတိုးပွားလာဖွယ်ရှိတဲ့အတွက်ဩဂုတ်လမှာဘတ်ဂျက်ပြင်ဆင်ရေးဆွဲပြီးပညာရေးကျန်းမာရေးနဲ့စိုက်ပျိုးရေးကလွဲပြီးအသုံးစရိတ်လျှော့ချတာကိုလည်းကမ္ဘာ့ဘဏ်ကထောက်ပြပါတယ်။အနှစ်50ကျော်အသုံးစရိတ်လိုငွေပြလာတာကိုတနှစ်သား NLD အစိုးရလည်းဘာမှမတတ်နိုင်ဘူးလို့ NLD စီးပွားရေးအကြံပေး Sean Turnell ကဆိုပါတယ်။ဦးသိန်းစိန်အစိုးရချန်ခဲ့တဲ့စီးပွားရေးအမွေစိုးကိုသဘောမပေါက်သူတွေများနေတယ်လို့ပြောပါတယ်။ NLD အစိုးရကြောင့်စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းသွားလို့ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကိုအခုမှစတင်ခံစားရတာလို့ Sean Turnell ကပြောပါတယ်။ဧပြီလမှာစသုံးတဲ့ဥပဒေကြောင့်နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုပမာဏတိုးပွားလာလိမ့်မယ်လို့ဆိုပါတယ်။နှစ်ပေါင်းများစွာအာဏာပြပြီးထင်သလိုလုပ်ခဲ့တဲ့မြန်မာစီးပွားရေးကိုပုံမှန်ပြန်ဖြစ်အောင် NLD အစိုးရကြိုးပမ်းနေတာဟာအကောင်အထည်ပေါ်နေပြီလို့ Sean Turnell ကသုံးသပ်ပါတယ်။လွန်ခဲ့တဲ့နှစ်ကပြဋ္ဌာန်းတဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဟာနိုင်ငံခြားကုမ္ပဏီတွေကိုဆွဲဆောင်နိုင်လိမ့်မယ်လို့ဆိုပါတယ်။မြန်မာစီးပွားရေးမှာနိုင်ငံပိုင်လုပ်ငန်းနဲ့အစိုးရဆက်စပ်နေတဲ့လုပ်ငန်းတွေကြီးစိုးနေတာကြာပါပြီ။ဒါလိုကိုကျိုးရှာအုပ်စုရဲ့အခန်းကဏ္ဍကိုနည်းနိုင်သမျှနည်းအောင် NLD အစိုးရကြိုးပမ်းနေတာဟာအတော်လေးခရီးရောက်တယ်လို့ Sean Turnell ကပြောဆိုကြောင်းဧပြီလ9 ရက်နေ့ထုတ်ဧရာဝတီအင်္ဂလိပ်သတင်းမှာ Sandy Baron ကရေးသားထားပါတယ်။နိုင်ငံပိုင်လုပ်ငန်းတွေကိုပုဂ္ဂလိကပိုင်လုပ်တဲ့စီမံကိန်းကိုစတင်အကောင်အထည်ဖော်နေပြီဖြစ်လို့နိုင်ငံပိုင်လုပ်ငန်းတဝက်ကိုပုဂ္ဂလိကပိုင်အဖြစ်အသွင်ပြောင်းနိုင်တယ်လို့ဆိုပါတယ်။နိုင်ငံပိုင်လုပ်ငန်းကိုပြုပြင်ပြီးအသေးစားအလတ်စားလုပ်ငန်းရှင်တွေကိုငွေချေးတာဟာ NLD အစိုးရရဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်အစိုးရတွေလစ်လျူရှုခဲ့တဲ့လူသားရင်းမြစ်တိုးတက်ဖွံ့ဖြိုးရေးအတွက်ကျန်းမာရေးနဲ့ပညာရေးမှာ NLD အစိုးရဆောင်ရွက်နေတာဟာအရေးကြီးတယ်လို့ဆိုပါတယ်။အစိုးရဆိုတာအမိန့်ပေးသူမဟုတ်ဘဲတိုးတက်ဖွံ့ဖြိုးအောင်ကူညီသူသာဖြစ်တဲ့နယ်လို့ NLD အစိုးရအကြံပေးပုဂ္ဂိုလ် Sean Turnell ကရှင်းပြသွားပါတယ်ခင်ဗျာ။ဦးအောင်ခင်ရဲ့မြန်မာရေးသုံးသပ်ချက်အစီအစဉ်ကိုနားဆင်ခဲ့ရတာပါ။အခုတော့နောက်ထပ်အပတ်စဉ်ကဏ္ဍတစ်ခုဖြစ်တဲ့တိုင်းရင်းသတင်းလွှာကိုနားဆင်ရပါမယ်။ထိုင်းအခြေစိုက် BNI ဝိုင်းတော်သားတွေကစီစဉ်ထုတ်လွှင့်တာဖြစ်ပါတယ်။အပတ်
စဉ်တင်ဆက်သွားမယ့်တိုင်းရင်းသတင်းလွှာကကြိုဆိုပါတယ်။မြန်မာနိုင်ငံတဝန်းတိုင်းရင်းသားလူမျိုးစုတွေနေထိုင်ကြတဲ့အရပ်ဒေသတွေမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့တိုင်းရင်းသားတွေရဲ့အသံတွေကိုထင်ဟပ်တင်ဆက်ထားတာဖြစ်ပါတယ်။မင်္ဂလာပါရှင်။ကျမကအမီပါ BNN ဝိုင်းတော်သားတွေတင်ဆက်ထားတဲ့ဒီတစ်ပတ်တိုင်းရင်းသတင်းလွှာမှာနားဆင်ရမှာတွေကတော့ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာရှမ်းပြည်နယ်ရဲ့ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပတဲ့သတင်းမူရစ်စီဝါကင်းစင်မှုအတွက်ကချင်ပြည်နယ်ကလူထုထောင်ကနန်းကဆန္ဒထုတ်ဖော်လမ်းလျှောက်တယ်ဆိုတာနဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့အစိုးရတပ်မတော်တို့ကြားဖြစ်ပွားတဲ့စစ်ရေးအခြေအနေတွေကိုကြားကြရမှာပါရှင်။ကျမကနူးပန်ပါသတင်းတွေကိုစိုင်းမင်းနဲ့အတူတင်ဆက်ပေးသွားမှာပါရှမ်းပြည်နယ်ရဲ့ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုနိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားချက်နဲ့ရှမ်းပြည်နယ်အစိုးရကဦးစီးပြီးတောင်ကြီးမြို့မှာ3ရက်ကြာကျင်းပခဲ့ပါတယ်ဧပြီလ23ရက်နေ့ကနေ25ရက်နေ့အထိတောင်ကြီးမြို့တော်ခမ်းမမှာကျင်းပခဲ့ပါတယ်အဲ့ဒီညီလာခံမှာရှမ်းပြည်တိုင်းရင်းသားအသီးသီးရဲ့ကိုယ်စားလှယ်များနိုင်ငံရေးပါတီလူမှုအသင်းအဖွဲ့ကိုယ်စားလှယ်များအပြည့်ရထားတဲ့လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်များစုစုပေါင်း400ကျော်တက်ရောက်ခဲ့ပါတယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တောင်ကြီးမြို့နယ်အတွင်းရေးမှူးနန်းမြဦးကတော့ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရသေးပဲတောင်ကြီးမှာဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပလိုက်တာဟာပြည့်စုံမှုမရှိဘူးလို့ဆိုပါတယ်။ဒီအကြောင်းကိုနောက်ပိုင်းမှာလည်းကြားကြရမှာပါရခိုင်ပြည်နယ်စစ်တွေအကျဉ်းထောင်မှာဖမ်းဆီးခံရတဲ့မြောက်ဦးမြို့ကမြတ်တဆောင်ဆရာတော်ဦးနန္ဒသာရနဲ့ဦးခိုင်နေမင်းတို့လွတ်မြောက်ဖို့အတွက်ကြောက်တော်မြို့မှာလူထု900ခန့်ကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီလ24ရက်နေ့ကတောင်းဆိုခဲ့ကြတာပါ။ရခိုင်တပ်မတော် AA ရဲ့ရှင်းနေမြောက်အထိတ်မှတ်ဖလားပေါ်လုံးပြန်ပွဲဦးစီးကျင်းပလို့ရဲကဆရာတော်ကိုဖမ်းဆီးထောင်ချပြီးမတရားအတင်းဆက်သွယ်မှုပုံမှန်19နဲ့တရားစွဲဆိုထားပါတယ်။၎င်းတို့လွတ်မြောက်ဖို့အတွက်ဧပြီလ21ရက်နေ့ကလည်းမြောက်ဦးမြို့မှာလူထု900ကျော်ကဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါသေးတယ်။ရခိုင်တပ်မတော် AA နဲ့အစိုးရတပ်မတော်ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ကလတန်မြစ်နဘေးလောင်းတင်ရွာဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်ကစစ်ဘေးရှောင်ချင်းပြည်သူရာကနန်းဟာနေရက်အသီးသီးပြန်နေကြပါတယ်။ဧပြီလ20ရက်နေ့ကမိသားစု62စုလူဦးရေ300ကျော်ဟာသူတို့ရဲ့ဇာတိရွာဖြစ်တဲ့ပြင်ဆိုရွာကိုပြန်သွားကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေပြန်လည်အခြေချနေထိုင်ဖို့အိမ်ထောင်စုတစုစီအတွက်ကျပ်35သိန်းတန်တဲ့နေစရာအိမ်နဲ့အတူမိသားစုတစ်ခုငွေကျပ်3သိန်းစီပေးကမ်းထောက်ပံ့ခဲ့တယ်လို့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စီပင်သာယာရေးလျှက်စစ်နဲ့စက်မှုလက်မှုဝန်ကြီးဆလန်းအိုက်ဆက်ခင်ကပြောပါတယ်။အဲ့ဒီစစ်ဘေးဒုက္ခသည်တွေဟာရခိုင်တပ်မတော် AA နဲ့အစိုးရတပ်မတော်တို့ကြား2015ခုနှစ်ကဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်နေရက်ကထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်မှာတနိုင်ငံလုံးပြစ်ခတ်ရက်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ကရင်မျိုးသားအစည်းအရုံး KNU နဲ့အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါ။အစိုးရတပ်မတော်စစ်ကြောင်းက KNU ထိန်းချုပ်နယ်မြေအတွင်းဝင်ရောက်လှုပ်ရှားလို့တိုက်ပွဲဖြစ်ရတာဖြစ်တဲ့အတွက်ဧပြီလ28ရက်နေ့မှာပြုလုပ်မဲ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီပြည်နယ်အဆင့် JMCS ရဲ့ဆွေးနွေးပွဲမှာဆွေးနွေးတင်ပြသွားမယ်လို့ KNU ဘက်ကပြောပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU အနေနဲ့တနိုင်ငံလုံးပြစ်ခတ်ရက်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းပိတ်နဲ့ထားဝယ်ခရိုင်အတွင်းမှာအစိုးရတပ်မတော်နဲ့ပထမဆုံးအကြိမ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဒေသအတွင်း KNU တာဝန်ရှိသူကပြောပါတယ်။ကချင်ပြည်နယ်အတွင်းမူရစ်ဆေးဝါးကင်းစင်ဖို့ကချင်ပြည်နယ်တဝန်းကလူထုထောင်ကနန်းကလမ်းလျှောက်ဆန္ဒပြဆုတောင်းဝတ်ပြုတဲ့အစီအစဉ်ကိုမြစ်ကြီးနားမြို့မနောကွင်းမှာပြုလုပ်ခဲ့ပါတယ်။ဧပြီလ25ရက်နေ့ကပတ်တဆန်ခေါ်မူရစ်တိုက်ဖျက်ရေးအဖွဲ့3နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့တာပါ။မူရစ်ဆေးဝါးတို့မလိုလားလူငယ်လူထုအားမူရစ်ရန်မှကာကွယ်ကြဆိုတဲ့ပိုစတာတွေကိုကိုင်ဆောင်ပြီးကြွေးကြော်ခဲ့ကြတယ်လို့ပတ်တဆန်ရဲ့မြစ်ကြီးနားမူရစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအတွင်းရေးမှူးဆရာအုံခုမ်တန်ကွန်းကပြောပါတယ်။ပတ်တဆန်အဖွဲ့ဟာ2015-2016အတွင်းမှာပဲဘိန်းခင်းဧက4,000ကျော်ဖျက်ဆီးနိုင်ခဲ့ပြီးမူရစ်သုံးစွဲသူတွေကိုဖျက်ပေးခဲ့တာ9,000ကျော်ရှိနေပြီလို့လည်းပြောပါတယ်။ကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့နယ်မှာအစိုးရတပ်မတော်တပ်စခန်းအနီးတောင်ယာစိုက်ခင်းတစ်ခုမှာထောင်ထားတဲ့မိုင်းပေါက်ကွဲမှုကြောင့်တောင်ယာလုပ်ကိုင်နေတဲ့မိသားစုဝင်3ဦးထိမှန်ပြီးကလေးမ1ဦးသေဆုံးသွားပါတယ်။ဧပြီလ19ရက်နေ့မှာဖြစ်ပွားတဲ့ထောင်မိုင်းပေါက်ကွဲမှုကြောင့်မန်စီမြို့ပြင်ဦးလွင်ရပ်ကွက်နေဦးဝဖိုင်ပရနန်တော်လေးမီတို့ရဲ့သမီး3ဦးဘုံထိမှန်ပြီး
အသက် 9 နှစ်အရွယ်မှထုထောင်ပွဲချင်းပြီးသေဆုံးပြီးသူ့ရဲ့အမဖြစ်တဲ့16 နှစ်အရွယ်မှကြီးပန်အသက် 22 နှစ်အရွယ်မှဆိုင်းပန်တို့လည်းတန်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ဦးလေးဖြစ်သူဦးရတွဲကပြောပါတယ်။ပုံပေါက်ကွဲခဲ့တဲ့နေရာဟာအစိုးရတပ်မတော်ခြေမြန်တပ်ရင်းအမှတ်319တပ်ရင်းတပ်စခန်းနဲ့မီတာ100ခန့်သာကွာဝေးတယ်လို့ရွာသားတွေကပြောပါတယ်။အခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါ။21ရာစုပင်လုံညီလာခံဒုတိယအကြိမ်အတွက်ရှမ်းပြည်နယ်အစိုးရကနေဦးဆောင်ပြီးတော့ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာဒေသအလိုက်မျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတစ်ရက်ကိုဧပြီလ23ရက်နေ့ကနေ25ရက်နေ့ထိကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲကနေရှမ်းပြည်နယ်ကတိုင်းရင်းသားတွေလိုအပ်နေတဲ့နိုင်ငံရေးအဖြစ်ရလာနိုင်မလား21ရာစုပင်လုံညီလာခံအတွက်ဘလို့အထောက်အကူဖြစ်စေမလဲဆိုတာကိုနမ်ဟုံကနေစူးစီးတင်ဆက်ထားပါတယ်။ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မြို့တော်ခမ်းမမှာကျင်းပခဲ့တဲ့ရှမ်းပြည်နယ်ရဲ့ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစပြီးအင်္ဂါနေ့အထိ3ရက်ဆက်တိုက်ကျင်းပခဲ့ပါတယ်။ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသညှိနှိုင်းဦးစီးအလုပ်အမှုဆောင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရန်ကျော်ကတော့ဒီဆွေးနွေးပွဲကနေစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့မျှော်လင့်တယ်လို့ပြောဆိုပါတယ်။အမျိုးသားရေးအဆင့်ဆွေးနွေးပွဲဖြစ်တဲ့အတွက်ကျွန်တော်တက်ရတာအင်မတန်မှတန်ဖိုးရှိပါတယ်ပေါ့။အဓိကတော့ကျွန်တော်ဒီဆွေးနွေးပွဲကနေငြိမ်းချမ်းရေးရရှိဖို့အရေးကြီးပါတယ်။ငြိမ်းချမ်းမှသာကျွန်တော်နိုင်ငံတော်ရေးတိုးတက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။တက်ရောက်တဲ့သူ400ကျော်အနက်အဖွဲ့အစည်းကိုယ်စားလှယ်တွေကစာတမ်းအဆောင်80တင်သွင်းဖတ်ကြားခဲ့ပါတယ်။ပင်လုံမြို့ကတက်ကြွလှုပ်ရှားသူလူငယ်ဆိုင်းဟွမ်စစ်ကတော့ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတောင်ကြီးမြို့မှာကျင်းပခွင့်မပေးဘဲဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပလိုက်တာဟာရှမ်းတွေအတွက်ဘာအခွင့်အရေးမှမရှိဘူးလို့ပြောပါတယ်။ရှမ်းတိုင်းကဘာအခွင့်အရေးရတာတွေ့တယ်။ဒါနားထောင်ရတဲ့ပုံစံ။ဒါအချက်ဆိုကျွန်တော်ပြောသလိုပေါ့အဖွဲ့အစည်းပေါင်းစုံပါလာရင်နောက်လာမှလာမယ်21ရာစုညီလာခံတို့တင်ပြဖို့အတွက်အမြန်လုပ်ရလို့ပဲစီစဉ်ပါရှမ်းပြည်နယ်အစိုးရဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကတော့အဲ့ဒီညီလာခံမှာတင်သွင်းတဲ့စာတမ်းတွေကိုစုစည်းပြီးနိုင်ငံရေးစီးပွားရေးမြေယာနဲ့သဘာဝတယံဇာတဆိုင်ရာစာတမ်း3ဆောင်ဖြစ်အောင်စုစည်းပြီးနေပြည်တော်မှာမကြာခင်ကျင်းပမယ့်21ရာစုပင်လုံညီလာခံဒုတိယအကြိမ်မှာတင်သွင်းသွားမယ်လို့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့တဲ့တောင်ကြီးမြို့နယ်ပါတီအတွင်းရေးမှူးနန်းမြဦးကတက်တုတ်ရိုက်ကျင်းပခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီဆွေးနွေးပွဲဟာပြည့်စုံမှုမရှိဘူးလို့ပြောပါတယ်။ဒီကနေ့ရလဒ်ကတော့အမြန်လုပ်လိုက်တော့ရလဒ်ကတော့အရင်ပြည့်စုံတယ်လို့တော့ကြိုတင်ပြင်ဆင်မှုတစ်ထက်အချိန်ပေးတန်းတူရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရမှာဒီတစ်ခေါက်အားနည်းမှုတွေရှိနေပေမဲ့နောက်တစ်ကြိမ်အတွက်အတွေ့အကြုံပဲလို့ PNLO ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်။ဒါကျွန်တော်တို့ရဲ့ပထမဦးစားပေးတောင်းကတော့ကျွန်တော်တို့ဒန်းတူရေးတွေဖက်ဒရယ်မှုနဲ့ပြည်ထောင်စုကိုထူထောင်နိုင်ဖို့ဒါကတော့အဓိကကျွန်တော်တို့အားလုံးရဲ့ဘုံရည်မှန်းချက်ဖြစ်ပါတယ်။ဒါအမြင့်မားဆုံးဖြစ်ပါတယ်။ပထမအကြိမ်ပေါ့လေစချင်းလုပ်တဲ့အပေါ်မှာတော့အားနည်းချက်တွေရှိတယ်။နောက်အချိန်တွေမှာတော့ဒီအားနည်းချက်တွေကိုအတွေ့အကြုံတွေယူပြီးတော့ဒါဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြည်နယ်အလိုက်တိုင်းဒေသကြီးအလိုက်ကျင်းပပြီးစီးတကာလလာမယ့်မေလနောက်ပိုင်းမှာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံညီလာခံဒုတိယအကြိမ်ကျင်းပသွားဖို့ရှိနေပါတယ်ရှင်။ဆက်ပြီးတော့ချင်းပြည်နယ်မှာချင်းပါတီပူးပေါင်းရေးနဲ့ပတ်သက်ပြီးတော့ချင်းတိုးတက်ရေးပါတီ CPP ကအချက်9ချက်ပါတဲ့အဆိုပြုချက်ကိုမကြာသေးခင်ကထုတ်ပြန်လိုက်ပါတယ်။ချင်းနိုင်ငံရေးပါတီတွေရဲ့ပူးပေါင်းရေးလမ်းကြောင်းကဘလို့အခြေအနေရှိနေပါသလဲတပါတီအဖြစ်ပူးပေါင်းနိုင်မဲ့အလားအလာရောရှိပါသလားအကြောင်းစုံကိုတော့ကိုရောဘတ်ကနေစူးစီးထားပြီးတော့နိုင်ကွန်းအိမ်ကနေတင်ဆက်ထားပါတယ်အတန်တွေကြားနေရပြီယနေ့အချိန်ထိလက်တွေ့အကောင့်ထဲပေါ်မှုရှိမလာသေးတဲ့ချင်းနိုင်ငံရေးပါတီများတပါတီအဖြစ်ပူးပေါင်းရေးခြေလှမ်းဟာအချိန်မဆွဲသင့်တော့ပဲအစောတလင်အကောင့်ထဲပေါ်သိမ့်ပြီလို့ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌပူးထန်နုကပြောပါတယ်ပြည်သူတွေကပူးပေါင်းမဲ့ဆိုတဲ့အတန်ကကြားတာကြားပြီကျွန်တော်တို့ပေါင်းမဲ့သာခေါင်းဆောင်ပိုင်းကပြောနေတယ်လက်တွေ့တဲ့ဘာမှတိတိကျကျလဲတော့ပေါင်းမလဲဆိုတာလည်းမသိရအဓိကဖြစ်မြန်ကျွန်တော်တို့သွားချင်တယ်ပေါင်းမဲ့အတူတူအခုကလေးကမြို့နယ်အသီးသီးမှာခြေကုပ်ယူလို့ရအောင်ကျွန်တော်တို့ပြင်ဖက်ကိုအထင်ကြီးလို့မရဘူးတပါတီအနေနဲ့ကျွန်တော်တို့မြို့နယ်အသီးသီးကိုလှည့်လေပြီးတော့စီယုံကြီးစလို့အမျိုးသားကြီးလည်းနှူးကြမှုရှိလာအောင်သူ့တဘောနဲ့အမြန်ဆုံးအကောင့်ထဲပေါ်စီခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်တင်ပြရခြင်းဖြစ်တယ်ချင်းတိုးတက်ရေးပါတီဟာပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတတိယကြိမ်မြောက်ပါတီညီလာခံကျင်းပခဲ့ပြီးချင်းပါတီများပူးပေါင်းရေးဆိုင်ရာအဆိုပြုတဲ့အချက်9ချက်ကိုဆုံးဖြတ်ခဲ့ကြတာပါချင်း
မျိုးသားကိုစားပြုအနေနဲ့ဖွဲ့စည်းထားတဲ့ချင်းတိုးတက်ရေးပါတီချင်းမျိုးသားဒီမိုကရက်တစ်ပါတီချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာတပါတီသီးအနေနဲ့ပူးပေါင်းဖို့လွန်ခဲ့တဲ့2နှစ်ကတည်းကစတင်လှုပ်ဆောင်ခဲ့ကြပေမဲ့ယနေ့အချိန်ထိပူးပေါင်းရေးခြေလှမ်းတွေဟာရှေ့မတိုးနိုင်ပဲဖြစ်နေခဲ့တာပါအခုလိုပူးပေါင်းရေးခြေလှမ်းရှေ့မတိုးနိုင်တာဟာပါတီအသီးသီးမှာပူးပေါင်းချင်သူတွေနဲ့မပူးပေါင်းချင်တဲ့သူတွေရှိနေတာဖြစ်တယ်လို့ချင်းမျိုးသားဒီမိုကရက်တစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးဆလိုင်းကျဲဦးဖိထောင်ကပြောပါတယ်ပါတီအသီးသီးထဲမှာမပေါင်းချင်တဲ့သူတွေကတော့အနေနဲ့များတော့ရှိနေတာပဲလေဆိုတော့အဲ့ဒီဟာရဲ့ကြရက်ကလည်းရှိနေတာပေါ့ဒါကတော့ပါတီအားလုံးမှာရှိနေတာပါပဲမပေါင်းချင်တဲ့သူဒါမှမဟုတ်လက်ရှိရှင်းဆွဲအနေထားကိုကျင်းနေတဲ့လက်ခံတဲ့သူတွေပြောမွေ့နေတဲ့သူတွေကတော့ရှိနေတာပဲလေအဲ့ဒီဟာရဲ့အဟန့်အတားကတော့အနေနဲ့များတော့ဒီလိုကြုံနေရတာပါပဲချင်းဒီမိုကရေစီအဖွဲ့ချုပ် CRD ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းပီပီကတော့ချင်းပါတီပူးပေါင်းရေးဟာသဘောတူထားပြီးဖြစ်တာကြောင့်ပါတီညီလာခံဆုံးဖြတ်ချက်အတိုင်းလှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ CEC အနေနဲ့ချင်းပါတီပူးပေါင်းရေးဟာသဘောတူပြီးသားဖြစ်တယ်။နံပါတ်2အဲ့ဒါကိုကျွန်တော်တို့ပါတီညီလာခံမှာပြန်ချပြပါမယ်။ပါတီညီလာခံဆုံးဖြတ်ချက်ဟာနောက်ဆုံးအတည်ဖြစ်တယ်။အခုလက်ရှိမှာတော့ချင်းပြည်ခံပါတီကြီး3ခုနဲ့မျိုးနယ်စုကိုအခြေခံပြီးဖွဲ့စည်းထားတဲ့ပါတီငယ်9ခုခန့်ရှိနေပြီးရွေးကောက်ပွဲတုန်းကရှုံးနိမ့်ခဲ့ကြတာဟာလည်းပါတီတစ်ခုတည်းနဲ့မရတည်နိုင်ခဲ့တာကြောင့်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ချင်းပါတီတွေလာမယ့်2020ရွေးကောက်ပွဲမတိုင်ခင်တပါတီအဖြစ်ပူးပေါင်းနိုင်ကြမလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အခုဆက်ပြီးသတင်းချင်းချုပ်ကိုနားဆင်ကြရမှာပါရှင်။မူရစေဝါကင်းစင်စေဖို့ကချင်ပြည်နယ်ကလူထုထောင်ကနန်းကလမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။သောရရှင်တွေအခုနားဆင်နေခဲ့ကြတာကတော့ကျမတို့ BNN ဝိုင်းတော်သားတွေကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တိုင်းရင်းသတင်းလွှာပဲဖြစ်ပါတယ်။နောက်သတင်းပတ်အစီအစဉ်မှာပြန်ဆုံကြရအောင်ပါရှင်။ကျမကအမီပါထိုင်းခြေဆိုင် BNN ဝမ်းတော်သားတွေစူးစီးတင်ဆက်ထားတဲ့တိုင်းရင်းသားဒေသတွေကတိုင်းရင်းသတင်းလွှာကိုနားဆင်ခဲ့ရတာပါခင်ဗျာ။ VOA ကနေအခုထုတ်လွှင့်နေတဲ့အစီအစဉ်ကို VOA ရဲ့ Facebook ကနေပြီးလဲတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်။မနက်ဖြန်မနက် VOA ကထုတ်လွှင့်မဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်မနက်6နာရီကနေ9နာရီအထိလိုင်းဒိုမီတာ24 32 39တို့ကနေတိုက်ရိုက်ဖမ်းယူနားဆင်နိုင်ပါတယ်။အဲဒီမှာကျမ်းမာရေးကဏ္ဍနဲ့တိုင်းရင်းသတင်းလွှာကိုနားဆင်ရမှာပါ။အခုတော့သတင်းအကျဉ်းချုပ်ကိုကိုအောင်လွင်ဦးကပြောပြပေးပါဦးခင်ဗျာ။အာဖဂန်နိုင်ငံရှေ့ပိုင်းက IS စစ်သွေးကြွတွေရဲ့အမာခံစခန်းကိုတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးအတွင်းအမေရိကန်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိသွားခဲ့ကြောင်းအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကအတည်ပြုပြောဆိုလိုက်ပါတယ်။နန်ဂါဟာပြည်နယ်မှာဗုဒ္ဓဟူးနေ့ညဘက်တိုက်ပွဲအတွင်းသေဆုံးခဲ့တာဖြစ်ကြောင်းပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ကြီး Jeff Davis ကပြောဆိုခဲ့တာပါ။မြောက်ကိုရီးယားရဲ့အမေရိကန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံရမှာပိတ်ဆို့တန်ခတ်မှုတွေနဲ့တန်တမန်နည်းလမ်းတွေကိုအသုံးပြုပြီးစစ်ဆက်ညှိနှိုင်းရေးပြန်လောက်လာအောင်ဖိအားပေးဖို့အရေးကြီးကြောင်းသမ္မတဒေါ်နယ်ထရန့်ကအလေးထားပြောကြားသွားပါတယ်။ဆွေးနွေးမှုတွေပြန်လုပ်နိုင်မဲ့အလားအလာတွေရေရာမရှိသေးပေမဲ့တရုတ်နိုင်ငံကဆွေးနွေးဖို့ဖိအားပေးနေတာကအရေးကြီးတယ်လို့လည်းအကဲခတ်တွေကယူဆနေကြတာပါ။ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့တော်ကနိုင်ငံတကာလေဆိပ်အနီးလက်နက်သယ်ဆောင်နေတာကိုအစ္စရေးကလေကြောင်းကနေဒီကနေ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက်မှာပဲတင်းမာမှုတွေကြီးထွားမလာအောင်ရှောင်ရှားဖို့အစ္စရေးနဲ့ချန်နိုင်ငံတွေကိုရုရှားကတိုက်တွန်းလိုက်ပါတယ်။မတည်မငြိမ်အခြေအနေတွေကြုံနေရတဲ့ဒေသမှာနောက်ထပ်တင်းမာမှုတွေကြီးထွားမလာဖို့သက်ဆိုင်ရာနိုင်ငံတွေအားလုံးအနေနဲ့ထင်း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 ဆောင်ရွက်ကြဖို့ရုရှားသမ္မတရဲ့ပြောခွင့်ရသူDmitry Peskov ကမော်စကိုမြို့တော်မှာသတင်းထောက်တွေကိုပြောဆိုလိုက်တာပါ။အမေရိကန်ပြည်ထောင်စုကမက္ကဆီကိုကနေဒါနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်နေပြီးသက်တမ်း23နှစ်ရှိနေပြီဖြစ်တဲ့မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် NAFTA ကိုပြန်လည်မွမ်းမံပြီးအသစ်ရေးဆွဲဖို့သဘောတူညီချက်ရရှိမဲ့အလားအလာတွေရှိနေကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောဆိုလိုက်ပါတယ်။မနေ့တုန်းကပဲမက္ကဆီကိုသမ္မတနဲ့ကနေဒါဝန်ကြီးချုပ်တို့နဲ့တယ်လီဖုန်းဆက်စကားပြောရမှာသဘောတူစာချုပ်ကိုဖျက်ပစ်မဲ့အစားပြန်လည်ညှိနှိုင်းရေးဆွဲဖို့ပြောဆိုခဲ့ကြပြီးဒါကိုလည်းစဉ်းစားပြီးလက်ခံခဲ့ကြောင်းဒီကနေ့မှာပဲသမ္မတထရန့်က Twitter လူမှုကွန်ရက်ကနေပြောဆိုခဲ့တာပါ။ဒါပေမဲ့လည်းသဘောတူညီချက်မရဘူးဆိုရင်တော့ NAFTA သဘောတူညီချက်ကိုဖျက်ရမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဖြစ်ဖို့ကြိုးပမ်းခဲ့တဲ့ကာလတစ်လျှောက်မှာသမ္မတထရန့်က NAFTA သဘောတူညီချက်ပေါ်ဝေဖန်ပြောဆိုခဲ့ပြီးအထူးသဖြင့်လုပ်အားကဈေးသက်သာတဲ့မက္ကဆီကိုနိုင်ငံကိုအမေရိကန်ကုမ္ပဏီတွေပြောင်းရွှေ့ကုန်တဲ့အတွက်အမေရိကန်မှာအလုပ်ကိုင်တွေလက်လွတ်ဆုံးရှုံးရတဲ့သဘောတူညီချက်တစ်ရပ်ဖြစ်နေလဲဝေဖန်ပြောဆိုထားတာဖြစ်ပါတယ်။ကျေးဇူးပါခင်ဗျာသတင်းချင်းချုပ်ကိုကိုအောင်လွင်ဦးပြောပြခဲ့တာဖြစ်ပါတယ်ဒီညအတွက်အစီအစဉ်ထုတ်လုပ်ရေးမှူးကကိုရန်နိုင်ဖြစ်ပြီးအတန်လွှင့်အင်ဂျင်နီယာကတော့ Bill Barber ဖြစ်ပါတယ်။ VOA အမေရိကန်တန်ညဘက်မြန်မာဘာသာအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီနဲ့10:00နာရီအထိလိုင်းနိုမီတာ24 25 32 51တို့ကနေထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်သောရရှင်များအားလုံးဘေးပရာဝေးကွာပြီးစိုးရိမ်မှုကင်းတဲ့ညတညဖြစ်ကြပါစေ VOA ကိုအားပေးနားဆင်တဲ့အတွက်ကျေးဇူးပါကျွန်တော်ညံဝင်းအောင်ပါ
This program has come to you from the Voice of America, Washington.